အာစိန်နာတံမီဘဝတီကျမဘဝမှာစာပေလောကမှာပရိသတ်များတိုးတက်လျက်ရှိသည်ရှုမွားမဂဇင်းမှာရေးသမျှသောဝတ္ထုတိုလေးများနဲ့မြေစာပြုံးမှဆုံးမလာရှင်လူရွှေနှင်းစီချစ်ညိုးချစ်မှန်စာသောမဂဇင်းဝတ္ထုရှင်များမှာလူကြိုက်များကအတော်အသင်และအောင်မြင်မှုရှိသည်1962ခုနှစ်ထဲမှာကျမရေးခဲ့သောရွှင်ကြည်ကြည်ထုတ်ပြား90တန်းအောင်နိုင်ဆိုသောဝတ္ထုလေးမှာစပူတွန်းရုပ်ရှင်ကုမ္ပဏီကနေငွေ3000ကျပ်ဖြင့်ငွေပေးချေဝယ်ယူသွားလေသည်နောက်မှာချွန်ရံခတ်တဲ့သစင်အမည်ဖြင့်ရုပ်ရှင်ရိုက်လေသည်စာရေးဆရာမိတ်ဆွေများလည်းရရှိလာသည်1960ပြည့်နှစ်ထဲမှာကိုနေဝင်းနှင့်မောင်သိန်းခါတို့အတူကျမအိမ်သို့တမင်အလဲလာလေသည်1960နှစ်သို့ရောက်တော့လဲဆရာဦးကိုအဘဦးရအောင်ဆရာကိုတန်းဆွေတို့သည်တာယာဝတီစာဆိုတော်နေ့အတွက်ကိုရောက်ရှိလာကကျမတို့အိမ်မှာပဲအခန့်ခွင့်ကိုကြုံရပြန်လေသည်ဒီဖြစ်မှတာမန်ညတွေလည်းဘာမှစမ်းကြဲသည်မရှိဟုထင်မြင်ရတော့လဲစစ်စစ်ပေါက်တွေလည်းကျမဘွားအတွက်မှာတော့အလွန်မှစမ်းကြဲမှုရှိနေခြင်းဖြစ်သည်ကျမကိုယ်တိုင်ပြန်လဲသတိထားမိတဲ့အခါမှာတန်တော်ဖြစ်ရပြန်သည်စာရှုသူတို့အတွက်ကိုဤမြတင်ပြရုံဖြင့်ပြေဆုံးနားလည်နိုင်အောင်မထင်ဤကိစ္စမှာဂျပန်ခေတ်မှအသစ်တိုးလာသောကျမ၏မိတ်ဆွေကိုမျိုးမြင့်ကြီးနဲ့လည်းတိုက်ရိုက်ပတ်သက်နေပါသည်နောက်ကြောင်းပြန်ရပါအောင်မည်1945ခုနှစ်မတ်လတော်လိုင်း၏အကျိုးကာလမှာတဲတဲမဲမဲဖြစ်လာသောမဟာမိတ်တို့၏ဘုံနှံကြောင့်ဘင်းရန်ကလုတ်ပြီးထင်ရသောတောရများစီသို့ကျမတို့တွေမှာရှောင်ခွာ၍ထွက်ပြေးနေရသည်မဟာမိတ်တို့ပြန်လဲရောက်ရှိလာကစစ်ကြီးပြီးဆုံးသွားသည့်နောက်တွင်မှာကိုယ့်အိမ်ကိုယ်ရာမှာအခြေတကြားနှင့်နေထိုင်နိုင်ကြတော့သည်မကြာမီမှာကွန်မြူနစ်ဆိုရှယ်လဲပြည်သူ့ရေးပေါ်ဖာစာပါလာစသဖြင့်နိုင်ငံရေးအသင်းအဖွဲ့များအပြိုင်ဆိုင်ပေါ်ပေါက်၍လာလေသည်ကျမသည်အပိုင်းမှာကိုယ့်အိမ်ကိုယ်ရာကိုတလောကလောကဝေဒနာရှင်တယောက်ဖြစ်နေပြီဒီအချိန်မှာကျမရဲ့မိတ်ဆွေကိုမျိုးမြင့်တယောက်မှာနိုင်ငံရေးစာအုပ်တွေကိုပူဖတ်နေသည့်တိုင်မြည်သည့်အသင်းအဖွဲ့သူများမပါဝင်မဲနေသည်ကျမတို့အိမ်တို့မူရခင်ကလိုညပိုင်းများတာမဟုတ်တော့ပဲနေရောညပါအချိန်မရွေးဆိုသလိုရောက်ရှိလာတတ်လေသည်ဟဲ့စင်အဲ့ရထဲမှာလည်းတခွေခွေနဲ့စိတ်ညစ်စရာကြီးကွာထမွေကစားမယ်သူရောက်လာတိုင်းမှာကျမကစားရန်လို့အဖော်ညှိသည်ကျမသည်ညင်းဆန်တတ်သည်ရများသည်ဟင်းကွာလူရောစိတ်ရောနည်းနည်းလေးမှနေမကောင်းဖေဖေနဲ့ပဲကစားပါကျမကိုခေါ်ရမရတဲ့အခါမှာကိုမျိုးမြင့်သည်စိတ်ပြတ်ဟန်နဲ့ကြည်သည်မွေနဲ့လှေကကစားနေမှာဖေဖေနဲ့ကျမတို့မကြမီကားမှအသက်တက်မြောက်ထားသောကစားနည်းလည်းဖြစ်သည်တို့ရတဲ့ကျမရဲ့ချိုရင်နေမကောင်းဖြစ်လာတဲ့အခါမှာဘာမှမပြုတ်လို့လို့တော့လောက်အောင်စိတ်ပြတ်အားငယ်နေမိသည်ကဲဒါဖြင့်ဆရာဘာလို့ချင်တာလဲပြောစာအုပ်ကောင်းကောင်းရှိရင်တော့ဖတ်ချင်တာပဲဟုတ်တာကိုမျိုးမြင့်မေ့လာတယ်အိမ်မှာရှုမွားမဂဇင်းဝယ်ထားတာတောက်ရှိတယ်အဲ့မဂဇင်းကကောင်းလာရင်ကောင်းမကောင်းတော့မမင်းနဲ့အဲ့ထက်စာရေးဆရာတင်နေဆိုရင်ကိုမျိုးမြင့်တော့စွဲနေပြီဟုတ်လားဖတ်ချင်လိုက်တာကွာပြန်ယူပေးမယ်လေကိုမျိုးမြင့်ကသူ့အိမ်တို့တစ်ခါပြန်ကရှုမွားမဂဇင်းကိုယူလာပေးသည်ထိုစီကရှုမွားဆိုသည်မဂဇင်းအသစ်တစ်စောင်ထွက်နေသည်ကိုသိသည့်တိုင်တအုံးမြကျမမဖတ်ဘူးသည်ကိုမျိုးမြင့်ကစားကိုပေးထားခဲ့ပြီးအိမ်ရှိခန်းမှာဖေဖေနဲ့မွေကစားနေတဲ့အခါကျမသည်အဲ့ရတွေကမထားဘဲနဲ့စားကိုဖတ်နေလိုက်သည်ကိုမျိုးမြင့်အညွှန်းကောင်းသောကြောင့်ကျမဆက်ဆချင်းဖတ်မိသည်မှာတင်းတယ်သူစာဝတ္ထုပင်ဖြစ်သည်ထိုဝတ္ထုကိုကြေးနက်နက်ဖတ်ရှုပြီးစီးသွားတဲ့အခါမှာတော့နာမည်ဆက်ဆန်းတွေ့ရသောဖူပြမူလက်ကြီးဆိုတဲ့စာအုပ်ကိုဆက်ဖတ်ရနေပြန်လေသည်အဆိုပါဖြူပြမူလက်ကြီးဝတ္ထုကိုဖတ်မိလျင်ကကျမသည်နေရာများစွာ၌ပင်အတန်ထွက်အောင်လို့ရှင်မိလေသည်ဘယ်နဲ့လဲစိန်ရီတော်ရာဆွေနဲ့တွေ့နေပလားဟိကိုမျိုးမြင့်ကကစားနေရမှာလှမ်းအော်ရီမေးသည်အစ်စ်ပေါ့ကွာကတိကပတ်ကြကြမမှန်ကိုရေးတတ်တဲ့ဆရာပဲကျမရွှေကြည်ကြည်နဲ့ပြန်ပြောရင်းထားထိုင်နေလိုက်သည်ရှုမဟောင်းထဲမှာဘရန်ဒီဒဘလင်းဆိုတာရှိသေးတယ်အဲ့ဒါလဲတော်ရာစီရေးတာပဲတိတ်ကိုရှိရတယ်ကိုမျိုးမြင့်တငယ်ချင်းစီမှာရှိတယ်ငါပေးမယ်ဖတ်မလားဖတ်မှာပေါ့ရေးလိုက်တော့စိတ်ထဲမှာပေါ့သွားသလိုပဲတင်းတဲ့ဝတ္ထုလည်းကောင်းတာပဲစာရေးဆရာအသစ်တွေကတိတ်ကိုတော်တယ်နော်အဲ့လိုလဲစကားလေးပါလေးပြောဆိုနေအောင်မှာပေါ့ဟိုဘက်လန်ထဲမှာဆေးဆရာတယောက်အသေးရောက်တယ်လို့ကြားတယ်ညနေတော့ကိုမျိုးမြင့်လျှောက်သွားပြီးစိတ်အတွက်ကိုသတင်းပေးအောင်မယ်ကိုမျိုးမြင့်ကစားဝိုင်းအောင်လက်စတက်ကကျမအနီမှာကလထိုင်တစ်လုံးနဲ့လာထိုင်နေလေသည်ကျမအတွက်နှစ်ဘေးမှာစကားပြောဝတယောက်ရှိရင်ပဲဖြစ်စေစာဖတ်နေရရင်ပဲဖြစ်စေဝေဒနာခံစားနေရသည်ကိုတခဏမျှမေ့ကတရောင်တတနေရလေသည်ဤသို့နှင့်ပင်တလားမြသောအချိန်သည်ကုံမမသိကုံသွားခဲ့လေသည်ကျမနေသောအခါမှာကျမစိတ်ကြိုက်နေအညီခမောင်မောင်ရှိနေသည်ကျမသည်အဲ့ရတွေကမထားဘဲနဲ့အုံသီးစိတ်ကိုဝိုင်းနေသည်အုံသီးစိတ်မှအတော်မှသည်နှင့်နှထင်ကြောပါကြောများပါညောင်းနေလေသည်တို့ရရင်စိတ်ခွဲထားသောအုံသီးတစ်ချမ်းကုန်မူဒီမနက်ပိုင်းမှာကုံအောင်စားရပေမည်3-4ရက်တစ်ချိန်အုံစိတ်တစ်လုံးအရှိတောက်ကအသားပေါက်ကုံအောင်စားရသည်မှာကျမအတွက်ဆေးအဖြစ်နဲ့တတ်မှတ်ပေးထားသောတာဝန်လည်းဖြစ်သည်
ဒီတောင်ဝင်ထမ်းဆောင်ရသည့်နေ့ဆိုရင်နက်နက်ရောညပါကျမမှထမင်းမစားနိုင်တော့နောက်တွင်တော့အုံသီးကြီးပဲစားသည့်ထက်ကိုရင်ချအောင်ဆိုကထညက်နဲ့တွဲဖက်ပြီးတော့စားခွင့်ပြုသည်ယခုလဲကျမအိယာဘေးရပြီးတော့ပေါ်မှာအုံသီးစိတ်၃လေးစိတ်များကြန့်ရှိနေသောပကံနဲ့ပြီးထညက်ခဲ၄စိတ်ခွဲအချင်းကြံလေးများကြန့်ရှိနေသေးသည်ဟေးစိန်ခဏနေတော့ကိုမျိုးမြင့်ကြီးသည်ကျမရဲ့အိယာနဘေးမှာရှက်လာသည်သူ၏လက်ကလည်းအုံသီးစိတ်နှင့်ထညက်များအောင်လှမ်းလိုက်သည်ဟေးစားချင်းဟိုကြောင်ရင်ထဲမှာတတ်သွားယူစားကွာအဲ့ဒါစိန်စားလက်စအကြံနေဘာဖြစ်လဲကွာသူလဲ32ကောလာတာပဲကိုလဲ32ကောလာတာပဲကိုမျိုးမြင့်ကကျမတားမြစ်တီကိုမနာယူပဲအုံးသီးစိန်များကိုတကြိုးကြိုးနဲ့ဝါးရီစားလေးသည်ပြီးတော့အိမ်ရှိကန်မှာကလထိုင်တစ်လုံးကိုသွားယူပြီးခါကြားထဲမှာညှက်လာတဲ့စာအုပ်တော့ကိုလက်နောက်ပြန်ဆိုင်းရိတ်ထုတ်သည်ဟာရှုမွားပါလားပြီးစမ်းကွာကြည့်ရအောင်နောက်မှကြည့်ကွာကိုမျိုးမြင့်ဖတ်လို့မကုန်သေးဘူးကိုမျိုးမြင့်ကနောက်မှဖတ်ကွာဆဲဆဲခဏလေးပဲကြည့်မယ်ဟိုကွာနောက်မှကြည့်မှဆိုပဲဟိုကွာနောက်မှဖတ်ပါဆိုမှဟင်းကွာအခုဖတ်ချင်တယ်ဟင်းကွာအခုကြည့်ချင်တယ်မကြည့်နဲ့ကွာမပေးနိုင်သေးဘူးနေမပေးနဲ့တော့ကျမစိတ်တူလာပြီးနှကန်းဆူထားတဲ့ခါမှာကိုမျိုးမြင့်ကလှောင်ပြုံးနေသည်ကျမအပိုးကြီးစိတ်တူကနှကန်းအပိုးကြီးချွန်အောင်လို့ဆူထားတဲ့ခါမှာကိုမျိုးမြင့်ဒီစားကိုအကြနာလန်ကဝင်းဝါပြုံးကြီးဖတ်လေသည်ကျမသူ့လက်ထဲကစားအုပ်ကိုလူယူရေးစုပ်ဖြဲပစ်ချင်လောက်အောင်စိတ်ဆိုးလာလေသည်ခဏနေတော့တပြည့်သီးချင်မြေခွေးနဲ့မဲကျင်ရွဲကျင်မိလေသည်ဒီတော့အဲ့ရပဲမှအမြဲတမ်းအသေးရှိနေတတ်သောစာရက်နဲ့ကလောင်ဆွဲကအရွက်တိုက်လေသည်အော်လောကပြောရမှာပင်ခတ်သည်ရှိရစားဆိုလူတကူထင်းတလုံးနဲ့စကတ်သုံးအတူကျုံမယုံမပူအဟုတ်ကိုဟုတ်လာကြည့်ပပပြီပေါ်မှာကြော်မကောင်းကြမကောင်းရောင်းရလင်ပြီးစတဲ့ဖြန်းသားလို့ညာဝါအမိပေးလိုက်တာရှုမဝါရှောင်းလိုများကြည့်လိုက်တော့မျက်စိတောင်တနာရအောင်ဘူးကြတဲ့မဂဇင်းအသက်သွင်းသူကအထူးလျှော်အမိနာမနဲ့ဖီလာကြပါတဲ့ဥကြော်ရဲ့မဖွဲ့မရအယူမှတ်မှပြီးလူသက်သမားကိုမှအတိုင်ပင်ခံထားတဲ့ရှူစားသူမိတ်ကလေးမတစိမ့်စာမမထောင်ငါစာငါစီဘယ်စီပဲရောက်ပေါ့အဲ့လောက်ပါရဲ့ဖိုးတင်နဲ့မိုက်လိုက်တဲ့လူလေကြီးနောက်ပြီးတပံဗလာနန်တို့ရဲ့အဖိုးအစိုးနဲ့အပေမှာဝါစိဇာဣဒပြအောင်လို့ဟိုအရက်သမားကြက်တက်ကိုတော်ရာဆွေးဆိုတာလည်းတမျိုးပေါ့ရိုးတယ်လို့စားတယ်လို့ကိုစိုးမရမင်းရှင်အောင်မြင်ကလောက်ရှင်တို့ကလည်းကြွားရီကြီးရီရီရတာအကြွားပုံမှာယူပလေးနှမ်းပလေးတန်းဆွေးဆိုတာလည်းတယောက်ပေါ့ဘလောင်းမှမကောင်းအနှုံလျှော်တွေကိုဂုံဖော်လို့မကောင်းတာဘူးညောင်းလိုက်တဲ့မျက်စိအာစရီကိုလေးကလည်းရေးလိုက်တဲ့ပကြီးပလာချာတခါလာမဲပြပစို့အမောင်းမဖက်ရှင်မဲဦးမမယိုးနိုင်ဘူးစိုးသမျှအလုံးအတူယုံလို့စုံမပင်တော်တော့မယ်ဘော်ကြော့လူညာကတ်ချက်လာတဲ့တင်းတို့ဒီတားရေးချပြီးတဲ့အခါမှာကျမဒီစာရွက်ကိုခါပြီးကိုမျိုးမြင့်ထံသို့ပြစ်ပေါက်ပေးလိုက်သည်ကဲရော့ဒီစာကိုဘာလို့ကြည့်အောင်မလဲကိုမျိုးမြင့်ဖက်လက်စာရှုံးမွားကိုရောက်ဆဲစာမျက်နှာတိုင်းဗီဒီယိုပေါ်မှာမှောက်ချထားလိုက်ပြီးတဲ့နောက်ကျမပြစ်ပေးသည့်စာရွက်ကိုကောက်ယူဖတ်ရှုကတခိခင်းနဲ့ရှယ်လေးသည်ကဲဒီစာအုပ်စင်ရှုံးမွားတိုက်ကိုပို့ပြီးရင်ဒီစာအုပ်ကိုအခုပဲပေးခဲ့မယ်ပို့ရလားအမေဒီလူတွေနဲ့ဘယ်ကမှမျက်နှာချင်းဆုံရမှာမို့လို့မပို့ရဲရမှာလဲပို့ရဲလွန်းလို့မှတ်ပုံနေနဲ့လေကိုမျိုးမြင့်ကိုယ်တိုင်ပို့ပြီးမှဘယ်လိုလုပ်ဘသူပို့ရဲတယ်ကွာကျမသည်စိတ်မြန်လက်မြန်နဲ့ထိုစာအုပ်စာရိုက်ထဲသို့ထည့်ပြီးရှုံးမွားသို့ပို့ရန်အသင့်လှုပ်ထားလိုက်သည်ကိုမျိုးမြင့်ကလည်းတကယ်ပင်စာတိုက်သို့သွားပို့ပေးခဲ့လေသည်ထိုဖြစ်တို့9နှစ်မြဟောင်းကမေးလောက်ရောလောက်ရှိခဲ့ပြီးမှ1954ခုနှစ်မှာရှုံးမွား1000စုကိုရခဲ့လေသည်ဒီနောက်ပိုင်းမှာလည်းရှုံးမွားမဂဇင်းထဲမှာဝတ္ထုတူရှိတွေကိုရေးနေစဉ်တစ်ချိန်တော့အဲ့ရထဲမှာလဲကတေမဲနေကိုစောင့်မျှော်နေသည့်မင်းကလေးသည်ယနေ့လက်ထဲမှာကလောင်တစ်ချောင်းဆုပ်ကန်ကစာရေးသူတယောက်လည်းဖြစ်လာနေပြီတစ်ချိန်တော့ကဘယ်ကဘာမှမျက်နှာချင်းဆောင်ရမှာမို့လို့လဲဟုရေးစိတ်ချလက်ချနဲ့ပြောဆိုထားခဲ့သောရှုံးမွားစာရေးဆရာတို့နဲ့လည်းခင်မင်းတီကျွမ်းရလေပြီတစ်ချိန်တော့ရှုံးမွားမဂဇင်းကိုမမမောနဲ့ဖတ်ရှုနေသည့်တိုင်တနေ့သောအခါမှာဒီမဂဇင်းထဲမှာမိမိကိုယ်တိုင်ရေးသည့်စာတပုတ်တွေပါလာတန်ကားမှရဲ့ဟုရေးလက်ကမိမိဒီလူသိရှင်ကြားကလောက်ရှင်တူဖြစ်ရမည်ဟုရေးလက်ကလုံးဝမျှော်မှန်းတန်းဆဖို့ခြင်းမရှိခဲ့ယခုဒီຢာတွေအလုံးဖြစ်ရှိလာပြီဆိုခြင်းမှာနည်းနည်းတော့တိုက်ဆိုင်မှုတော့မဟုတ်မိမိဘဝမှာကြိုတင်ကြံစီထားသည့်တို့သာမဖြစ်လာနိုင်ခဲ့တော့လဲလုံးဝမကြံစီမတွေးမိသည့်တို့မှာဖြစ်တတ်လွန်းကြည်သည့်တကားလွမ်းသက်စာတိုင်းနဲ့စာပေစု1963ခုနှစ်မှာအာယုံစာအုပ်တာရှင်ကိုတင်ဦးသည်ကျမထံမှစာမုံတစ်ခုရယူပါလို့ကြောင်းနဲ့ပူပူဆာဆာနဲ့တောင်းနေသည်ကျမမှစိတ်ကူးတစ်ခုရလာသည်ဘာမာစတာ1500စုရခဲ့သည့်လွမ်းသက်စာတိုင်းဝတ္ထုကိုပြန်လည်ပြင်ဆင်ရေးသားရမည်ဖြစ်သည်ဒီကိစ္စမှာဘာမာစတာတိုက်သို့မူပိုင်ပေးပြီးဖြစ်၍ဤစာမူ၏တစိတ်တဒေတာကိုကူးယူရေးသားခဲ့သောမူပိုင်ဥပဒေနှင့်မညီဆုံးမိဘူးလားဟုမေးလာခဲ့လျင်ဒီကိစ္စမျိုးမှမကြမ်းကြရေးကျမမသိပါဟုဖြေဆိုရပါလိမ့်မည်
ကျမသိဒီမှာစာရေးသူတယောက်တပင်တပန်းနဲ့ရေးသားခဲ့သောစာမှုတစ်ခုမှာငွေရရန်သာအဓိကထားသည်မဟုတ်ပရိသတ်အားတင်ပြရန်ကိုအဓိကထားရှိပြီးမှထိုက်တင်သောငွေကိုရရှိရန်မှာနောက်ဆက်တွဲကိစ္စဖြစ်သည်မိမိစာမှုကိုငွေ1500ပေး၍ဖျောက်ဖျက်ပြမည်အသေးမြုပ်နှံထားမည်ဆိုရင်ဒီပြိုင်ပွဲကိုကျမဝင်မြင့်လိမ့်မည်မဟုတ်ပါမူပိုင်ပေးသည်ဆိုခြင်းမှာစာအုပ်ရိုက်နေရန်အတွက်ကိုပေးခြင်းသာဖြစ်သည်စုငွေပေးပြီးတဲ့နောက်မှာစာမှုလက်ကင်မရှိတော့ဘူးဆိုရင်စာအုပ်ရိုက်ပါအသေးရေးပေးပါမည်ဟု၍ကျမအကြိမ်ကြိမ်ပင်တိုက်တွန်းခဲ့ပြီးပါပြီယခုမူစုကိုရရှိပြီးဒီမှာ6နှစ်တိုင်ရှိလာပြီဖြစ်တော့လဲစာအုပ်ကမထွက်လာသေးသည်ထို့ကြောင့်မိတို့ပင်ဖြစ်စေစာမှုပြန်လဲဖော်တော့မည်ဟု၍စိတ်ကူးကြံစားသည်ကိုတင်ကိုတိုင်မင်းတော့လဲရေးသားရေးပါဖြစ်လာသမျှကိုကျွန်တော်ရင်ဆိုင်ပါမည်ဟုဆိုသည်ဒိုးနဲ့လွမ်းသစ္စာတိုင်းဟူသောနှစ်ကြက်တန်လုံးချင်းဝတ္ထုစာအုပ်တို့ပရိသတ်ရှိမှသို့ရောက်ရှိခဲ့ရပေသည်ဦးကျော်ရှိန်အနေနဲ့လည်းဤကိစ္စမှာကျမတို့ကဲ့သို့ပင်သဘောပေါက်ဟန်လည်းရှိပေသည်မိတို့များကန့်ကွက်ခြင်းလှုပ်ရှားခြင်းအကျယ်ပွားမဖြစ်ရသောကြောင့်ကျေးဇူးတင်စရာပဲဖြစ်ရပေသည်ထို့ထက်ပုံလုံးကအောင်မြင်မှုရလိုက်သည်ကလွမ်းသစ္စာတိုင်းဝတ္ထုသည်တော်လိုင်းအစိုးရပြန်ကြားရေးဌာနမှပထမဆုံးပြုလုပ်သည့်အမှုပညာစာပေစုပြိုင်ပွဲမှာပထမဆုံးစုခုလိုက်ခြင်းဖြစ်သည်ဒီတစ်ချိန်မှာဆူရရှိကြောင်းတန်ကြိုးရောက်လာသည်တွင်မူကျမသည်လွတ်လွတ်ကျွတ်ကျွတ်ကြီးပင်ဦးမျိုးရှင်ပြရင်းနေသည်လွန်ခဲ့သည့်3နှစ်မှစတင်ကကျမ၏ကျမ်းမာရေးကိုစစ်စစ်ခဲ့ရ၌ယောဂဘူလုံးဝမရှိဟုသောဖြစ်ကိုဇက်တိုက်ရရှိနေခြင်းမှာဝမ်းသာမှုကိုကြီးကြီးစစ်စစ်ဖြစ်ရှိစေသောအဓိကအချက်ပင်ဖြစ်သည်ကျမသည်စူပွေးဝဲကိုရွှန်လန်းစွာပင်တက်ရောက်နိုင်သည်ဆူရပြီးရဲ့နောက်မှာလွမ်းသစ္စာတိုင်းသည်ဒုတိယနှိပ်ချေအဖြစ်နှင့်စာအုပ်4000ထပ်မံရိုက်နေရပြန်သည်စိန်မောင်ရုပ်ရှင်ကုမ္ပဏီမှလည်းလွမ်းသစ္စာတိုင်းကိုရုပ်ရှင်ရရန်စကားကမ်းလှမ်းလာရုံသာမကဆယံဝင်900ကိုပင်ပေးထားခဲ့သေးသည်နောက်ဒါရိုက်တာဆရာဒုက္ခမကြရင်မရိုက်လို့တော့ဟုဆိုကဆယံငွေကိုအဆုံးခံပြီးနောက်ဆုတ်သွားခဲ့လေသည်အမျိုးသားတိုးတက်ရေးရုပ်ရှင်ကုမ္ပဏီကမူတားလိုက်မှဝတ္ထုကို3500ပေးဝယ်ယူသွားရာရုပ်ရှင်ရိုက်ကူးဖြစ်သည်1968ခုနှစ်သို့ရောက်တော့လဲကျမသည်ရိုးမတောင်ရို့သာဖြိုလိုက်ခြင်းတော့ဆိုသော9ချက်တန်ဝတ္ထုကြီးဖြင့်အမျိုးသားစာပေဝတ္ထုရှိစရုဒ္ဓစုကိုရရှိခဲ့လေသည်ဝတ္ထုရှိစရုဒ္ဓစုရသည်ဟူ၍တန်ကြိုးစာရရှိတဲ့နေ့မှာမိမိလုံးဝအစာမဝင်သောနေ့လည်းဖြစ်သည်ယောဂအထွေထူးတော့မဟုတ်အသက်84နှစ်ရှိပြီဖြစ်၍လူကြီးယောဂကြောင့်ဝတ္ထုရှိစရုဒ္ဓစုရသည်ဟူ၍တန်ကြိုးစာရတဲ့နေ့မှာမိမိလုံးဝအစာမဝင်တဲ့နေ့လည်းဖြစ်သည်ယောဂအထွေထူးတော့မဟုတ်အသက်84နှစ်ရှိပြီဖြစ်၍လူကြီးယောဂကြောင့်မောပန်းနေတဲ့ခြင်းသာဖြစ်သည်မမေရိုးမတောင်ရင်ဝတ္ထုစုရသွားပြန်ပြီမမေဒါမဲ့တိတ်တော့ဝမ်းမသာနေအောင်နော်စတုဒ္ဓစုလည်းရတာကျမတန်ကြိုးစာကိုလက်မှတ်ထိုးယူလိုက်ပြီးနောက်အဲ့ရကလေးပေါ်မှာပြစ်လဲလိုက်ကမမေကိုဖတ်ထားပြီးတော့ပြောပြလိုက်သည်စတုဒ္ဓစုဆိုတာ1000လားမဟုတ်ဘူးမမေရဲ့900တဲ့900နဲ့လည်းလောက်ပါတယ်အေးဘာလို့သုံးဖို့အတွက်လောက်တာလဲမမေဒီကျမမျက်နှာကိုသာစိုက်ကြည့်နေသည်ဘာလို့မှပြန်ပြောပေါ်မရတော့ညနေစာစားပြီးအချိန်တို့ရောက်မှသာတခါဆက်မင်းနေပြန်သည်စုယူရအောင်အပူရန်ကုန်သွားအောင်မလားမမေနေကားမှပဲသွားမှာပါမမေနေမကောင်းရင်အပူဘယ်သွားမလဲမမေမြန်မြန်နေကားပြီးတော့အားရှိလာအောင်လို့နွားနှုတ်နဲ့ကြောင်နဲ့ပူတွင်းလေးလုပ်ပေးမယ်လေစားလိုက်ပါလားအေးနည်းနည်းစားကြည့်မယ်လေအပူတို့ကုသိုလ်ရအောင်ပေါ့မမေမျက်နှာကအနှဲငယ်လမ်းရွှင်လာပုံရသည်ပူတွင်းလေးအနှဲငယ်ကိုစားသည်တို့ရရင်နောက်တစ်နေ့ကိုရောက်တော့နနက်ပိုင်းမှာနွားနှုတ်လေးနှဲငယ်တောက်တီမှတပါပင်မလွန်သည်မောပန်းလွန်သည်ဟုဆိုကဘာမှမစားမတော့ဘဲနဲ့နေပြန်လေသည်အပူဘဲမှမသွားနဲ့နော်ဒီ2ရက်3ရက်တွင်မှမမေသည်သူ့နဘေးမှာပဲကပ်နေတော့ကျမအား10မိနစ်15မိနစ်လင်းတစ်ချိန်လောက်လက်လန်းရေးစမ်းကြည့်နေသည်သူဘာမှဝေးခွာမသွားစေလိုသောဆန္ဒကိုသိရှိထားသောကျမကလည်းမမေဆန္ဒနဲ့ညီချီးကပ်ရည်သာနေသည်ထမင်းစားခြင်းရေချိုးခြင်းတဘိုတဘာသွားခြင်းများမှာကျမအမှန်နဲ့မမေစမ်းကြည့်တိုင်းမှာတွေ့နေစေရန်လူစားခဏထားခဲ့ပြီးမှလှုပ်ရှားရှိတာတို့ကိုကမန်းကန်းသွားလောက်ပြီးတော့ပြန်လာသည်ကြံချိန်များအလုံးမှာမမေနဲ့ထိကပ်ပြီးထိုင်လိုက်လှဲလိုက်လောက်ကစာဖတ်ရည်ကြီးနေသည်နိုဝင်ဘာလ28ရက်နေ့ညမှာမမေရထားတာကိုဒီမှာလာဖို့သွားခေါ်ထားပါဟုပြော၍တတ်တန်းသွားခေါ်ပေးထားသည်ထိုအချိန်တို့တိုင်အောင်လဲမမေအတွက်ကိုစိုးရိမ်စိတ်ဘာမှမရှိသည်မမေအနေနဲ့အားနဲ့နေုံမျှပဲဖြစ်သည်ယနေ့မစားလဲမနေ့ဖြန်တပတ်ခါမှာပြန်စားလိမ့်မည်ဟု၍လဲမျှော်လင့်ထားသေးသည်ဒီပြင်လူအလုံးကလည်းတိတ်ပြီးတော့စိုးရိမ်ရင်ဖြစ်မိပုံမပေါ်တောင်ဘက်စုရွာမှာဦးလေးနဲ့တူအုံတတန်ထားတို့အားလုံးအိမ်ရှိကားမှာလက်ဖက်ရည်ကြံတောက်ကစကားပြောဆိုနေကြသည်ကျမတယောက်သာလည်းအိတ်ခမ်းထဲကအိယာကလေးပေါ်မှာမေမေနဲ့အတူလှဲလျောင်းရည်နေသည်မေမေကကျမကိုယ်ပေါ်မှာခြေတစ်ချောင်းအောင်တင်ထားသည်အပူညောင်းလာပြီမေမေချက်ထောင်နဲ့ကြွပေးပါအောင်အနေကြလုံးရင်ညောင်းလာတော့မှကျမကပြောမိသည်မေမေကသူ့ချက်ထောက်ကိုဖယ်ပေးသည်အတော်ကလေးစိတ်အေးလာ၍ကျမဆောင်ဆွဲချုံကြီးအပြူမှာမေမေကလက်ကရီတားသည်မေမေမချမ်းသေးဘူးလားချမ်းလာတော့ပြောနော်
အပူတော့ချမ်းလာပြီစောင်းချုံထားတော့မယ်ကျမဆောင်းဆွဲချုံထားကမေမေကလက်တစ်ဖက်နဲ့ဖတ်ထားလိုက်သည်ခဏနေတော့တန်းဝင်လာကခြံအောင်လှစ်ကြည့်နေသည်ငါ့ဟိုဘက်ဆောင်းပေးစမ်းပါမေမေကတိုးတိုးလေးပြောသည်တန်းခြံအောင်ဖွင့်ရင်ဝင်လာပြီးမေမေကိုမထွေဆောင်းပေးသည်ထိုသည်နဲ့တဆက်ထဲဟဲမေမေဘာဖြစ်သွားလဲမသိဘူးထကြည့်စမ်းတန်းပြပြတလဲအတန်ကခက်အုပ်လေးထွက်ပေါ်လာသည်ကျမဘလို့ဖြစ်လို့လဲဟုပြန်မေးကထရန်အာယုန်နေစဲမှာအိမ်ရှိကမ်းမအုံသည်ရှာကြီးတငယ်ငိုယိုကဝင်ပြေးလာသည်ကျမစိတ်ဆိုးသည်မှာတားမရစီးမြဖြစ်သွားသည်ယခုကလေးတည်းမှာငါ့ကိုဟိုဘက်ဆောင်းပေးစမ်းမှာဟုသောမေမေအတန်မှာတဲ့ုံများပဲရှိသေးသည်နမိတ်မရှိနမမရှိပြောသေးသူကလည်းပြောပြီးငိုသေးသူကလည်းငိုလာခြင်းမှာဒေါသထောင်ထောင်ထွက်ချင်စရာပင်ဖြစ်သည်ကျမသည်ဘာမှပြောညာမပြောနဲ့လူလဲထားကအမနှစ်ယောက်စလုံး၏ကြောပြင်များကိုတအုံအုံနဲ့ထွေးရိုက်ပစ်လိုက်သည်ထိုခိုင်းမှဦးလေးဝင်လာပြီးခြံအောင်များအောင်ပင့်ကြည့်ရမှာအရှိကမ်းမှနေရပြင်ကြရင်ဟိုဘက်အိမ်ကိုလည်းလှမ်းပြောလိုက်ဟိဟုဆိုကခြံအောင်ကျိုးတွေအားလုံးကိုဖြုတ်သိမ်းနေတော့သည်ကျမကဘာရဲလို့မသိတော့ရှုပ်ထွေးပွေနောက်တော့ဆေးဖြင့်အဲ့ရထဲမှာပြလဲချလိုက်ကမေမေကိုဖတ်ထားလိုက်သည်ခဏနေတော့ဦးလေးကောင်းဆောင်သောယောက်ျားတစုအခန်းထဲသို့ဝင်လာကြကစိတ်စိမ်ဖဲဤတို့ပြောပြီးမေမေကိုမယူရေးတဲထုတ်သွားကြလေသည်မေမေနဲ့ကျမတို့ခွဲခါရပြီအပိသက်အဆုံးသက်ခွဲခါရလေပြီမွေးသည့်နေ့မှ2ပေါင်း40တို့တိုင်ရင်ဝင်ထဲမှာတိုးဝဲကအနီးကပ်ဆုံးနေထိုင်လာခဲ့သောသမီးတယောက်အနေနဲ့ကဘာပြုတ်ခွဲသွားသလိုပင်ခံစားလိုက်ရလေသည်မေမေကျမသည်အဆုံးမရှိအောင်ပဲအော်ရေးနေခြင်းသည်မတ်တမပြက်ပုံလှဲချလိုက်ပြီးလှဲချရမှလူလဲထထိုင်ပြန်သည်ထိုင်နေလည်းနေရမကြားထနေရင်လည်းမတည်ငြိမ်အိမ်ရှိထွက်လို့ထွက်နောက်ဖေးဝင်လို့ဝင်ဘလုံးမရက်တည်ရမစွမ်းကဘာမြေပြင်မှာမိမိအတွက်ကိုခွန်နာစရာတနေရာမရှိတော့သလိုဟာလာဟင်းလင်းကြီးဖြစ်နေသည်ဘလုံးမအစားထိုးရမရတော့ဆုံးရှုံးမှုကြီးပါတကားဒီနေ့မှစုဝေးပွဲသို့ကျမမတက်ဖြစ်တော့ပါဤများနေမယ်ကျမရဲ့ခီးဝင်ကဘာကိုညီကုန်းချုပ်သိမ့်မိထင်သည်ညီကုန်းဆိုရမှလည်းလောလောဆယ်အခြေအနေကိုစစ်တမ်းထုတ်၍ဝေဖန်ရေးသာအဆုံးသတ်လိုက်ခြင်းပေသည်ဟုတ်ကဲ့ကျမလျှောက်လာခဲ့သောခီးဝင်ကဘာသည်အောင်မြင်မှုမြည်များရှိ၍ဆုံးရှုံးမှုမြည်များရှိပါသည်။စစ်တမ်းပြုကြပါစို့စီးပွားရေးနဲ့မိသားစုအရေးတကယ်ဆိုတော့လက်ထဲမှာကင်ထားတဲ့ကလောင်တစ်ချောင်းပြင်ဘာလို့ကိုင်းမှမရှိတော့ကျမတို့မိသားစုအတွက်ကိုစီးပွားရေးဟုအမိပေးကခေါင်းစဉ်တက်ရမှာကိုပင်လက်ပြမတန့်စရာဖြစ်သည်သို့တော့ကလောင်တစ်ချောင်းမှရရှိသောဝင်ငွေသက်သက်ဖြင့်ဒီမိသားစု၏စားဝတ်နေရေးပြုလို့ရမည်ကိုပင်စီးပွားရေးအနေထားရေးရမည်ဆိုပါအံ့မမရအကောင့်ထဲနဲ့လက်ညှိုးညွှန်ရေးပြစေရာသုံးမတပုံဧကများရှိသောချမ်းမြေတကွက်နှင့်20ခွန်ပေ90များကျယ်ဝန်းသောအိမ်တဆောင်မှလွယ်လျင်ဘာမှမရှိပါဒီမြေတည်ရင်တို့ကိုပင်လည်းကျမအနေနဲ့တာဝန်ကျရောက်လာပုံကလည်းထူပါသည်မိဘများလက်ထက်ကဝယ်ယူနိုင်သည့်အင်အားရှိဝယ်ယူခဲ့သည့်တိုင်ချမ်းပါရှင်များမရောက်မှာမြေငါးခြားထားရုံပဲခြားထားသဖြင့်အခါရမ်းပေးရသောနေထိုင်ခဲ့ကြရသည်မိသားစု၏စားဝင်နေအပိုင်းကိုကျမတာဝန်ယူရသည့်အချိန်သို့ရောက်မှဒီချမ်းမြေကိုရောက်မည်ဟုဆိုလာသည်ဒီတော့မှကျမမဝယ်နိုင်လေတပားသူ၏လက်ဝဲသူရောက်ရန်မရှိသည်ဒီတော့ကျမ၏ကလောင်ဝင်ငယ်ဖြင့်ဝယ်ယူထားသောဘရက်တကုံးကိုဖြုတ်ရောင်းကချမ်းမြေကိုအပိုင်ဝယ်ယူလိုက်ခြင်းပင်ဖြစ်သည်ပြီးတော့ကျမစေကူသားရမှာငွေ600ကိုဖြည့်စွမ်းပေးခဲ့သောနှစ်ထပ်အိမ်အိုလေးမှာဟိုနေရာဆွေဒီနေရာပေါက်ဖြစ်လာသည်ဟိုနေရာကိုဖားဒီနေရာကိုထင်းနှင့်အတော်မတတ်နိုင်လည်းဖြစ်နေသည်တတိနှင့်ကုံသာကုန်ပြီးအရာမထင်ဖြစ်ကစိတ်ညစ်နေရသည်1968ခုနှစ်ထဲမှာအောင်နိုင်ဝတ္ထုကိုရုပ်ရှင်ရိုက်ခွင့်ပြုလိုက်ခြင်းနှင့်ချင်းညိုးချစ်မှန်ဝတ္ထုရှိတို့၏ဝင်ငယ်အလုံးတို့ကိုပေါင်းကအိမ်သစ်တစ်ဆောင်ကိုပြန်လဲဆောက်လုပ်လိုက်ရသည်ချမ်းမြေပိုင်နဲ့အိမ်သစ်နှင့်ဖြစ်လာတော့လဲကျမ၏စိတ်ထဲမှာဝမ်းနည်းမှုတော့မကင်းနိုင်သေးပါမိမိ9နှစ်သမီးမစားပြီးနှစ်ပေါင်း30နီးပါးနေထိုင်လာခဲ့သဖြင့်မိမိငယ်ပေါင်းကြီးပေါ်မိတ်ဆွေတယောက်လိုခင်တွဲလာခဲ့သောအိမ်ဟောင်းလေးကိုဖျက်လိုက်စဉ်ကမကောင်း၏ဖျက်ပြရမှန်းကိုသိလျက်နှင့်နှမျောဝမ်းနည်းနေခဲ့ရသည်အိမ်သည်ပြီးတက်ကြသည့်နေ့ကလည်းမိမိရတွဲခေါ်ကအိမ်လုံးနဲ့ရှောက်ပြပြီးမိမိရဟိုဆန်းတီဆန်းနှင့်စိတ်ထဲမှပုံဖော်ရေးမှန်းဆကြည့်နေပုံကိုမြင်နေရတော့သည်မျက်စိမမြင်တော့သောမိမိ၏ဖြစ်ကိုဝမ်းနည်းလှိုက်လဲတက်လာသည်တစက်ထဲမှပင်ဖေဖေမရှိတော့ပါလားဟုသောအတွေ့ကဝင်ရောက်လာသောကြောင့်မြေရိပ်ထက်ပြိုင်ကြားမိရသေးသည်ကျမတို့အိမ်ဆောင်နေစဉ်ကအိမ်ပြီးမှလာကြည့်ပါအောင်ကြီးဟုပြောထားကြသောအတွေ့လေးကောင်လေးမိမိနဲ့တငယ်ချင်းမခင်နွဲတို့အိမ်ပြီးလူဆဲဆဲမှာရှေ့စင်နောက်စင်တေဆုံးသွားခြင်းမှာလဲအိမ်တက်သောနေ့မှာစူပေါင်းချရိပ်တွေးမိကဝမ်းနဲ့စရာကြီးပဲဖြစ်နေသေးသည်တွေးလေးမှာလူကြီးယောဂရိုးရိုးများဖြစ်တော့လဲတငယ်ချင်းမခင်နွဲမှာ DDS ကိုစတင်တောက်ကြစဉ်ကပင်ယောဂအတော်ကျွမ်းနေရလဲတူသည်စေးစားပုံကလည်းစနစ်မကြအစာပိုင်းမှာနှစ်ပြားသုံးပြားနေဆက်စားပြီးနောက်တလားခန့်ကြာတဲ့အခါမှာမထူးပါဘူးဆိုပြီးမစားဘဲလဲနေခြင်းနေသည်ကျမတိုက်တွန်းနိုင်လုံးမှာလင်းကရှေ့ရပြန်စားခြင်းလဲစားသည်နောက်ဆုံးမှမဲကွန်းရေရှင်ကိုတော့စားသောပေါ်ပင်ဆရာတို့၏နောက်သို့ရှောက်လိုက်နေရင်မှ
အဲ့ရထဲမှာဘုံဘုံလဲကတလားလောက်ကြာမှတေဆုံးရခြင်းပဲဖြစ်သည်စိန်ဝတ္ထုအောင်နိုင်ကိုသိကြိုက်တာပဲကွယ်ရုပ်ရှင်ပြီးရင်ကိုအရင်ဆုံးပဲကြည့်ချင်တယ်စိန်တို့အိမ်ဆောင်နေတာလဲကိုလာကြည့်ချင်လိုက်တာကွယ်အိမ်ပြီးတဲ့နေ့မှာနောက်ဖေးခြံဆက်ကနေဖြစ်ဖြစ်လာကြည့်မယ်နော်ကိုလာတွဲပြီးတော့ခေါ်လဲနော်မခင်နဲ့တဖွားဖွားနဲ့ပြောဆိုနေသောစကားများမှာ MBC တက်လာတဲ့နေ့မှာတသက်သက်နဲ့အောက်မေ့တန်းနာစရာပဲဖြစ်နေတော့သည်ဘယ်လာမှဘယ်မျှဝင်ငွေရှိမီကိုမမှန်စားတတ်ဝင်ငွေမမှန်သောဘဝမှာနေသမားလိုပိန်လိုက်ဖောင်းလိုက်ဖြစ်နေခြင်းအတွက်ကိုတခါကျမရေးခဲ့ဘူးသောရှုမွမဂဇင်းပါဝတ္ထုလေးတစ်ပုဒ်ဖြင့်ကောင်းတို့ရဲ့တရုပ်ဖော်ပါအောင်မည်အနာယူပါလေလောကလူခွင်ခရီးနေမိချစ်ခင်လာသည့်ညီမငယ်လောကရန်ဆက်ဝဲခက်ခဲကြမ်းတမ်းခရီးပန်းလဲမနှွမ်းကိုစိတ်ရွှေမကွယ်နေမြင့်ဝင်ကပါခြားခြားလဲမှုစူတော်ခရနုံပြောင်းထူတဲ့မရှောင်လွဲပဲရဲရဲလှမ်းစီခြင်းပါတယ်မိုးပြအောင်စားတဲ့ချောချောလေးပေါ်မှာထင်လာသောစလုံးများကိုတစ်ခေါက်ပြန်ဖတ်ရှုပြီးတဲ့နောက်မှာမမစိန်ဟူသောလက်မှတ်ကိုအောက်ဆုံးနားကနေရေးထိုးလိုက်လေသည်ပြီးတော့လှပတဲ့အော်တိုဆောင်ငယ်လေးကိုအမှတ်မထင်တရွက်ချင်းလှန်လောရည်နေမိသည်မေဘဲခေါ်မြက်မြက်စိန်နာမည်လေးကချစ်စရာကောင်းသလားလူလေးကလည်းချစ်စရာကောင်းသည်ခင်းနဲ့ညီခြေလန်းညီခဲ့သည်မို့အားကစားနဲ့ကျမ်းမာရေးကိုဂယုတစိုက်လိုက်စားသည်အားတကြောင်မိဘမျိုးရိုးပုံစံကိုလိုက်ရတဲ့ကြောင်16နဲ့အရွယ်များနဲ့9ပေ6လက်မခန့်ကိုမြင်မထွားကြိုင်းနေသောကိုနေကိုထားကလည်းအားရစရာကြီးပင်ဖြစ်သည်မိဘစစ်တမ်းကိုကြည့်ပြန်တော့လည်းအစဉ်အဆက်ကပင်ကြွယ်ဝဝရှိလာခဲ့သောတစ်ထုတ်လုပ်ရေးမန်နေဂျာသူ၏ကိုယ်ပိုင်ပညာဆယ်တန်းကလည်းညံ့လာသည်တော့မဟုတ်တမ်းမြင့်ကျောင်းထွက်အောင်မြင်ပြီးတက္ကသိုလ်ဝင်ရန်တင်ယူနေစဉ်ဒီမြဘဘကနေပြေဆုံးနေသောမဲကလေးတရားရဲ့ဘဝလမ်းစဉ်မှာပန်းမွေရခင်းပြီးထုံးပြူရာဇမတ်တို့ကာမထားသည့်တိုင်ခလုတ်ကသိန်းကြခြင်းကာမပြတ်တို့နဲ့တော့ကင်းရှင်းပြေချောနိုင်ကောင်းပါလေသည်ဒုံးနေမဲ့စိုးရင်ဘလုံးကဘဲနဲ့ကြပြမျိုးကိုရေးပေးလိုက်သည်မသိအကယ်စင်စစ်ကတော့ကြပြရှင်ကိုရိုင်းဘွားကနေရောင်မြဟက်ကပေါ်ထွက်လာသောစေတနာအဆိုင်ကလေးတစ်ခုဟူ၍ဆိုရမည်လည်းဖြစ်သည်အဲ့ဒါနဲ့မင်းဆိုင်နန်းနဲ့မပြတ်ရအောင်ဆိုပြီးမွေးကင်းစားကလင်းငယ်လေးကိုနေရီကန်ထဲကိုချပေးလိုက်တော့တခါတည်း16နှစ်ရွယ်မင်းသားလေးဖြစ်ပြီးတိုင်းပြည်အုပ်ချုပ်မင်းလောက်ပါလေရောတဲ့ကွယ်ငငယ်တော့ကဒီလိုနေကိုချုံတဲ့ပုံမျိုးကိုလူကြီးသူမတို့ထားမှကြားရရင်ကျင်းနဲ့အားရစွာနဲ့အင်းလိုက်မိဖြစ်တော့လေယခုနေတာဒီယုံနှန်းပုံမျိုးကိုကြားရရင်အဲ့ဒီတိုင်းပြည်လဲဖျို့ဖျဲနဲ့ပြိုကွဲပျက်စီးလေတည်းပေါ့ဟုတ်လားပြက်ရပြူကဆက်မီးလိုက်မိပေမီအကြောင်းကတော့နေရီကန်ထဲကိုချရေးပြုံးကနေကြီးလာတော့မင်းသားလေးကိုကျမကိုယ်တိုင်အဖြစ်နဲ့စိတ်ချင်းဖလဲကကိုချင်းစာမိရပဲဖြစ်သည်1958ခုနှစ်နိုဝင်ဘာလထဲမှာဖေဖေဆုံးနေသည်ကျမအဖို့မှမအရေးခိုစရာအပြုစရာတက်ပင်ကြီးသည်အမြစ်ကနေကျိုးထက်ကပေစီပေမာကြီးတစ်ခုလုံးပြိုလဲသွားသလားဟုထင်မှတ်ရသည်အမိအတွဲကင်းမဲ့စွာဟာလာဟင်းလင်းနဲ့ပူပြင်း၆သွေ့ခြင်းမျိုးကိုညီညီတောင်းမြခံစားနေရပါသည်ခုနာစရာအရေးစားတကွက်တပြောင်းမြကြမ်းရှိလေအောင်မလားဟုသောစိတ်ဖြင့်ပတ်ဝန်းကျင်ဟူသည်ရှုမြော်လေတော့လဲပိုရင်အင်အားဆိုးစရာကိုပင်ကြုံခဲ့ရပါသည်ကျမ၏နားထဲမှာစကားတန်တဲ့တန်ကိုတော့ကြားရောက်ရေးလာပါသေးသည်ငါမသေးခြင်းသေးဘူးအပူရဲ့မိကိုဖောက်ကိုငါပြုစုခြင်းသေးတယ်ညီမတွေကိုလည်းစောက်ရှောက်မယ်ဒီတာဝန်တွေကိုငါအသက်ရှင်နေသမျှဆောင်ရွက်နေရမှာပဲအမအကြီးဆုံးခေခင်ကြီးစကားတန်ပဲဖြစ်သည်ယခုခါမှသာဒီတန်ကိုကြားရလဲမြင်များလောက်အားရှိစရာနှစ်သိမ့်စရာဖြစ်ပါလိမ့်မည်နီသို့တော်မသေးခြင်းတိုင်းလည်းမနေရသည်မို့သူ့ဆန္ဒကိုဒီလိုထုတ်ဖော်ခဲ့သောခေခင်ကိုယ်တိုင်လွန်ခဲ့သောနှစ်ထဲမှာဆုံးမသွားခဲ့လေပြီကျမသည်တင်းကျပ်လာတဲ့ရင်ကိုဟင်းလင်းပွင့်ခြင်းပွင့်ရောဟဲဟူ၍ပင်းသက်ကြီးကိုသာတအားရှိုက်ချပစ်မိသည်နောက်တစ်ဖန်အတန်တစ်မျိုးကိုကြားရောက်ရင်နေမိပြန်ပါသေးသည်ငါတော့လေရှင်ပြူတော့ရွှေတိဆောင်ရတာကိုပြန်တန်းတာပြီးတော့ပူဆွေးငင်းငိုင်နေမယ့်အစားအခုချက်ချင်းစားဖို့နေဖို့ကိုအကြံအစီထုတ်မယ်အလုပ်လုပ်မယ်အလုပ်လုပ်ရမှာငါဘယ်တော့မှမကြောက်ဘူးအမားလက်ဖြစ်သူဖွားဖွား၏အတန်ဖြစ်သည်နီးမှန်လမ်းမှန်ကြား၍အာတက်ဆွဲဖြစ်သောဒီအတန်ကိုကျမသည်ယခုလောလောဆယ်မှာကြားယူနာဆင်လိုပါသေးသည်ယခုနေသာဒီအတန်မျိုးကထောက်ကူလာမည်ဆိုပါလဲမွန်းတဲ့နေရာတစ်ပွဲပူလောင်လာသောကျမ၏ဘဝကိုတီရာရည်စင်ဖျားသည်နဲ့လမ်းဆန်းလာအောင်မည်ဟုကျမထင်သည်သို့တော်ဒီအတန်ရှင်မှလည်းအမကြီးခက်ခင်၏အရင်တလခွဲခန့်စောကကွယ်လွန်ချုံငိမ့်သွားခဲ့လေပြီတနေ့နဲ့လေးလမြသောအချိန်ကာလတွင်မှအာပြုမိတဲ့စရာအမိုင်းနှောင်းနဲ့ဖေဖေသည်ဖြုတ်ခနဲ့ကျွေးလင်းဆုံးမ၏သွားကြလေသည်ယခုအချိန်မှာကကျမ၏ပတ်ဝန်းကျင်မှာကျမအတွက်ကိုဖြည့်သိမ့်မိတဲ့စရာများအပိသက်ရုပ်သေးကိုဆုံးသွားခဲ့လေပြီရှေ့မှကျမတန်လန်းရမိခီတာကိုမျှော်ကြည့်လိုက်တော့လဲအနာဂတ်သည်အမှောင်တူပိမ့်မိတ်တွင်နဲ့သာစီးကျရက်တန်းနေသည်ခရီးတာ၏အရှိတို့အနက်ဆိုင်ကိုခံမှန်းရမရအနက်ဆိုင်အတိုင်းတာမသိသောအမှောင်တူတဲ့သူမြက်ကန်းရမ်းစပမာတိုးဝင်ရီလျှောက်သွားနေရမည်ဒီခီးတာမှာကျမတယောက်တည်းဒီတော့လျှောက်သွားရမည်မဟုတ်ပါ
ကျမအတွက်အဖော်နှစ်ယောက်တော့ကြံရှိပါသေးသည်တယောက်သောသူမှာတန်ရောစင်ကြီးမှသလားအပူပင်လဲကြီးမှကဘဝတစ်လျှောက်လုံးမှာပင်ဖြေမပြေတော့သောမေမေပင်ဖြစ်သည်မမေသည်လွန်ခဲ့သည့်နှစ်ပေါင်း20ကျော်ကတည်ဆုံးသွားခဲ့သည့်တာတက်ရောက်သမီးတယောက်အတွက်ကိုယနေ့ထိတိုင်ဖြေဆဲမရနိုင်သေးသူလည်းဖြစ်ရာယခုလိုတနည်းနဲ့လေးလအတွင်းမှာသမီးကြီး2ယောက်နဲ့အိမ်နောက်သား59နှစ်တိုင်ပေါင်းဖက်လာခဲ့သောခင်မွန်းတယ်ကပါဆုံးမကွယ်လွန်သွားရသည့်ဖြစ်မျိုးကိုဘလို့မှတီးခန့်တီးတတ်နိုင်မည်လည်းမဟုတ်ပူပင်သောကရဲ့ညှင်းသက်ခြင်းဖြင့်သူကိုယ်တိုင်မှာအသက်အန္တရာယ်မဖြစ်လာစေရန်ဂယုဓမ္မထုတ်ကဖြောင်းပြနှစ်သိမ့်ပေးရင်စေဝအဆဆာအားနှင့်အစားလိုအပ်သမျှကိုဖြည့်စွမ်းပြုစုရန်အထူးလိုအပ်၍ပင်နေသည်ကြံတရားမှာကသူ့လက်ထဲသို့ပတ်စံကျင်းငွေထည့်ပေးသူရှိမှစားရည်နေရေးကိုဖန်တီးလောက်ကင်တတ်သည်တန်တမ်းမဲ့ဖြစ်သည်သူ့အနေနဲ့ပူဆွေးကြောင်းကြတတ်သည်မှလွယ်ပြီးအနာဂတ်ခီးစဉ်အတွက်ကိုဘလို့ကြအားညာအားမြထွက်လာနိုင်စွမ်းရှိသူမဟုတ်ဒီအချိန်ထဲမှာဒီမေဒီမကိုအဖော်ပြရမိကျမအဖို့မှာမစွန်စားရည်လည်းမဖြစ်တော့ပြီကျမသည်မျက်ရည်ကိုတော့ကအန်ကျဲရည်အားတင်းရလေသည်ပြီးတော့ကျမရဲ့တခုတည်းသောမျက်နှာကိုကြရာဖြစ်သည်ကလောင်တစ်ချောင်းကိုသာအားပြည့်ကောက်ကန်လိုက်ရသည်လက်ရည်ကန်ထဲမှခြား၍ချက်ချင်းကြီးစေလိုက်သောမင်းသားလေး၏တိုင်းပြည်အုပ်ချုပ်မင်းလုံခန်းမှာဒီမှာစတင်သည်ဟုနှိုင်းဆိုရပြီမည်အကြောင်းတော်ကကျမသည်အတာပိုင်းခြားအဖြစ်မြမြပင်ရှိစီကမူထမင်းကိုပကံထဲရောက်မှစားကလူလောကကိုစာအုပ်ကနေတဆင်ရှုကြည့်ခဲ့သည်တာဝန်မဲ့ကလေးတယောက်၏နေရာကနေအိမ်နောက်တအိမ်နောက်ကိုဦးစီးဦးဆောင်ပြုကစီမံဖန်တီးရမည့်နေရာသို့နေချင်းညာချင်းခုံလွှားရောက်ရှိခဲ့ခြင်းပင်ဖြစ်သည်မိသားစုသုံး၏စားဝင်နေရအားကလောင်တစ်ချောင်းတဲ့ပေါ်မှာအားပြည့်ရက်တည်စေခဲ့သည့်တိုင်ငွေရလိုသည့်စိတ်နှင့်စာရေးခြင်းမပြုလိုသည်မှာတေသည့်တိုင်အောင်ဆွဲကပ်နေမည်ကျမ၏ခေါင်းမှလာသောဆန္ဒတရက်လည်းဖြစ်သည်မှာမှန်သည်ငွေရလိုသည့်စိတ်ဖြင့်ကျမအစာမရေးလိုစာရေးပြီးရသည့်ငွေဥသာလိုချင်သည်သို့မို့ကြောင့်လည်းညံစွမ်းညံစားကိုဖြင်းညစ်ဖော်ထုတ်ရမည်နည်းကိုကျမမတက်စွမ်းသူ့အလိုလျောက်ညံစွမ်းညံစားပေါ်လာမှပဲစာတပုတ်ဖြစ်လာတတ်သည်စာတခါရေးရမည့်ရေးကိုလည်းစီစာကြောင်တတ်ပါသေးသည်မျက်စိအားနေ၍ညပိုင်းချိန်များမှာစာရေးစာပတ်မပြုတ်လောက်နိုင်ရသည့်အထက်မှာနေ့လယ်ပိုင်းချိန်များမှာကျမစာရေးနေသည့်ရှိမှလူတယောက်ရှိနေစကားပြောနေလင်ရေးမရတတ်ပြီသို့တော်မိမိတယောက်ကမူချွင်းချက်ထားကခွင့်လွှတ်ရပြန်လေသည်တိမ်လုံးမှလူမရှိတော့တယ်လို့ပဲတယောက်ကလည်းအမှုကိစ္စကိုညှိကိုပြီးတော့လုံနေတယောက်ကလည်းစာပဲရေးဖတ်နေငါမှတော့တယောက်တည်းနေရတာပဲလာဟိဘူးငါနားမှလာပြီးရေးပါဖတ်ပါဟင်မိမိကခေါ်တတ်သည်မမေအနေနဲ့အနီးကတိုးတိုးဖော်တယောက်တော့လွန်းနေချပေသည်ဖေဖေဆုံးမရဲ့နောက်မှာ6နှစ်မြအတွင်းမှောင်ဝါးရှိနေသောမမေမျက်စိမှာပူဆိုးလာလေသည်ယခုဆိုလေလုံးဝမမြင်မဆန်းဖြစ်နေပြီထိုအခါသူနဲ့မလန်မကန်မှာလှုပ်ရှားနေထိုင်စေအောင်အတန်မကြားရင်သူမသိသည်မို့တယောက်တည်းနေရသည်နဲ့ဘာမှမထူးကြဒီပေါ်မှာမမေသည်မိမိအဲ့ရကနေမှလွယ်ပြီးအခြားတစ်ပါးသို့သွားလာထားလျှောက်နိုင်ခြင်းလည်းမရှိထိုင်ခြင်းနဲ့အိတ်ချင်းသာလျှင်တူတက်နိုင်သောအိဒီယာပုံ2ပါးဖြစ်လေသည်ထို့ကြောင့်မမေအားငဲ့ညာသောအဖြစ်မမေရဲ့အဲ့ရနဘေးမှာခေါင်းကိုရင်ဘတ်အောက်ကခုပြီးကျမစာရေးစာပတ်ခြင်းကိုပြုသည်ဤမှာလည်းကျမကစကားပြောသည်ကိုမလိုလားနိုင်သလားမမေကစကားပြောချင်နေတတ်ပြန်သည်မမေအနာမှာပဲအပူစာရေးမယ်နော်မမေစကားမပြောအောင်နော်တောင်းဆိုပိတ်ပင်ထားခြင်းကိုလည်းကျမရဲ့စိတ်ထဲမှာစံတပင်တင်းနေသလိုစနိုးစနောက်ဖြစ်နေသည်ကဲမမေလည်းပြောချင်တာပြောအပူလည်းရေးချင်တာကိုရအောင်ရေးမယ်လိုက်ရောသည့်အခါမှာလိုက်ရောရပြန်သည်ဒီအခါမျိုးမှာမမေမျက်နှာကဝင်းပကြည်လင်းလာတော့လဲရှင်လိုက်ရသည်ကအမှန်တို့ရတယ်မမေပါစမ်းမအမိနာမမျိုးစုံသည်ကျမရဲ့စက်ကောင်များနဲ့ရောထေးတပ်ပုတ်ကနေလားငါလားနေရလူနေကြပြန်လေသည်ဦးကြီးမှုကအမေတူရင်စံအောင်တို့နဲ့လည်းဗာကြီးရင်မောစံအောင်မေကမမင်းတော့သူညမကမမင်းကုန်မှာယောက်ျားမရှိဘူးမမင်းတုံရဲ့ယောက်ျားကစံအောင်ဖေဥပွားတဲ့ထန်းတပင်ကဖျားကြီးကုန်းကဥပေါ်ဝတိလားသူမိမမနေဆန်းဆိုတာကလည်းဦးကြီးမှုရဲ့သမီးကိုဘောဖျားကြီးကုန်းသားစစ်စစ်ဟုတ်မယ်တော့မထင်ဘူးရွေးပင်ကုန်းရတာထင်တယ်ဒါနဲ့နေပါဦးဦးကြီးမှုကိုဘယ်သူကမွေးရပါလဲတိပြီဒိုဖွားရီဒေါ်နန်းတို့ရဲ့အမဒေါ်ဝိုင်းရမွေးတာဒေါ်ဝိုင်းယောက်ျားကတော့ဖိုးပိန်းဆိုလိုပဲငါမမီလိုက်ဘူးဦးကြီးမော်ရဲ့မိမဒေါ်စုသူ့သားမောင်ကြီးပအောင်ကတောင်းရက်ပလုံးရက်ပဲငါတော့ဝယ်လာသေးရဲ့လေနီးကြိုင်မောင်ကချောလို့ခိုင်လဲတိတ်ခိုင်နေနင်တော့မတွေ့ဘူးလားကျောင်းတော့တွေ့ဘူးတယ်မဟုတ်လားရှောင်ကလေးနဲ့လေသိရမဟုတ်လားအပူမမေသည်အားတိုင်းလက်တိုင်းမှာဆွေမျိုးဆက်နေတတ်သည်ကိုယ်ဆွေမျိုးမဆက်ရရင်သူတွေ့ဘူးတီးဘူးသမျှထဲမှာလူတဝိအစင်ဆက်ကိုတီးသမျှကိုလိုက်ဆက်နေတတ်သည်ဒီထက်ကသူမေးချင်တာကိုကောက်မိတတ်ပြီးစကားပြန်မရရင်စာရင်းနေတော့ကျမလက်ကိုကလှုပ်ပြန်နေသည်ဘာလဲမမေကျမကိုယ်ဆက်ကောင်တွေကိုရေချိုးရင်တန်းလန်းပဲဖြစ်စေထမင်းစားနေစေပဲဖြစ်စေခဏပြစ်ထားလိုက်ပြီးအိမ်မက်ထဲမှာရောင်ရမ်းထလာသူလို့
ရှောင်းလေးရောင်တာနဲ့မေးပြန်တော့မေမေကစိတ်မရှိပြန်ကြီးမောင်ကြီးပန်းအောင်နေမှတ်မိလားလို့မေးတာပြော့မပြောနိုင်ဘူးဩကြားမှမကြားပဲကြားလည်းမသိပါဘူးအမေကမေမေရဲ့မောင်ကြီးကိုကျမကပြီးဆိုလဲပြောပြီးကလောင်ကောက်ကန်မြန်နီတောက်ကျိုးနဲ့တော့အမတ်သေးကြီးကလည်းတဲနေကိုမောင်ကြီးပန်းအောင်သေးတော့နေငယ်တော့လို့လားသူမိမကသူ့ရင်သေသွားတာလေဒီစက်မအောင်သူမိမကဘာသူမလေးဒီမိမအရက်ရှိရှိအသားမဲမဲနဲ့ဒိုးဆက်ဆယ်ဆန်းနဲ့အလုတ်ကလည်းကောင်းပါပြီတော့ဘာသူဆိုပါလေခေါ်လာစမ်းမိအောင်ကိုမေးရအောင်မမေးမှနောက်တက်ဖို့တိုးရပြန်လေသည်နောက်ဝေးကြံထဲမှာအိမ်ခွဲနေတော့အမိုင်းအုံးကိုလှမ်းခေါ်ခိုင်းကကျမကလှမ်းအော်ရီခေါ်ပြရသည်အုံးကလည်းပြောင်းမှုပဲဆေးဘော်လေကြီးတွေကိုတထောင်လောက်ကြီးကြီးရအောင်လဲနေရင်မှအလုတ်လုံရင်တန်လန်ရောက်ရှိလာတတ်လေသည်မောင်ကြီးပန်းအောင်မိမနာမည်မေးချင်လို့ဟေမိဘူးကမသိဘူးတဲ့ငါလည်းသူ့မျက်နှာကိုမျက်စီနဲ့မြင်နေတာနာမည်ကိုပဲဖော်မရတာမမေကသူခေါ်ခြင်းအကြောင်းကိုဆေးဆက်ဆက်နဲ့မြင်ရှင်းလင်းတင်ပြသည်အုံးကနှစ်ဖူးရေပြားမတုံးနေအောင်မျက်မှောင်ချီလျက်မှကျမလည်းဘယ်မှမှီလိုက်လို့လဲခေါင်းကိုလေးလေးကြီးပဲရမ်းခပြသည်ထိုအခါကျမသည်ကလောက်လက်မချကဒေါ်ရုပ်ဆိုးလားဒေါ်လှလားဒေါ်ဝလားဒေါ်ပိန်လားဒေါ်ရှမ်းမလားဒေါ်ကလမလားအစရှိသောနာမည်ပေါင်းများစွာနဲ့လားပေါင်းများစွာကိုရွတ်ပြအကူအညီပေးရလေသည်သို့နေမှမမေကမဟုတ်သေးဘူးနဲ့ဟင်းကြီးသာလိုက်နေပြန်လင်နီးတနီးသာကြန့်ရှိပြီးတော့သည်ကဲဇီးကုန်းမယ်စာရေးမိလိုက်တော့မယ်မှန်သည်ဇီးကုန်းမြို့မှာဖေဖေမေမေတို့ဤဇာတိဌာနလည်းဖြစ်ရာဒီရက်ပိုင်တဲ့ထဲမှာဆွေဆွေမျိုးဆက်တို့စုဝေးနေထိုင်ကြ၍ဒီရက်ကလူတွေမှပင်အပြေမှန်အောင်ပေးဆွနိုင်ကြတော့မည်ကျမစာရေးနေစဲမှမူအေးမြင်ပြန်စာရေးလို့ထည့်ယူလိုက်ဤတို့ပြောကမေမေသည်ငြိမ်သက်ရသွားပါသည်တို့ရရင်ဒီစာတစ်စောင်ကိုကြားဖြတ်ရေးပေးမိလေတော့ကျမ၏ကလောင်သွားကိုကကျမ၏စက်ကောင်များကထိမထင်ပြုကြလေပြီထို့အခါကျမသည်စိတ်တူတူနှင့်ရေးပြီးစာရွက်များကိုချောင်ထိုးထားလိုက်ပြီးလင်နေမတိထိုင်မသာရှင်လေးကလည်းဟာသလိုဘိုက်ကလည်းစားသလိုဘဝင်မကြလာသည်မို့တနင်္ဂနွေကော်ဖီတစ်ခွက်လောက်ပြီးပါလားလှမ်းတောင်းရတတ်လေသည်ကော်ဖီမုတ်တောင်ကုန်နေပြီဟောလက်တောက်မလားဤဒီမှာလည်းတန်တန်းထံမှာရံပန်းရံကပြန်နေကြသည်ရတော့တုံးမြတ်ချက်တစ်မျိုးပင်ဖြစ်သည်ကျမကမူကော်ဖီမတောက်ရနိုင်ရှိပါစေဟောလင်မှာမေမေတူးတဲ့အတွက်ကိုတီးတန့်ထားရှိသည်မို့ကူညီပြီးတော့မတောက်ရန်နေတော့လေတိတ်ဆာတာလည်းမဟုတ်ဘူးကော်ဖီအလွယ်မရှိရင်လည်းမတောက်ဖဲပဲနေမယ်ဟောလက်တော့မလုပ်ပါနဲ့အေးလေနေနိုင်တော့ဒီလိုပဲနေကြသေးတာပေါ့ဧည့်သည်လာတဲ့နေ့မှာပဲဘူးတက်ကိုဖောက်တော့မယ်ကောင်းသားပဲဧည့်သည်မလာမချင်းချွေတာရေးပေါ့ကျမနဲ့တန်တန်ကအချီချညီနေကြသည်တကယ်အမှန်ပြောနေကြခြင်းလည်းဖြစ်သည်ကျမတို့ရဲ့အိမ်မှာမိမိတယောက်တည်းအတွက်သာအကောင်းမွန်ထားပြီးကျမတို့ညီမကဖြတ်တယ်လို့ပဲနေနိုင်စားနိုင်ကြသည်ဧည့်သည်လာမဟူ၏အထူးပြုကစကားဆိုးနေရခြင်းမှာပကာသနာစိတ်လုံးဝမရှိတော့ကျမတို့၏စေတနာတန်တန်ရပင်ဖြစ်သည်ကျမထမ်းဆောင်နေရသည့်တာဝေဝတရားတို့ပင်ကိုထဲသွင်းတက်ချက်ရံကိုပင်မေးသည့်အခါလည်းမေးနေတတ်သည်နနက်မိုးလင်းရင်ဈေးထွက်ဝယ်ချမ်းသည့်အခါမှာလည်းမမေအတွက်ပင်ဦးစားပေးရလေသည်မမေမှာအဲ့ရထဲမှာမထားမီမိုးမလင်းတလင်းမှာတနေ့တော့စားစရာကိုကျမအစီအစဉ်ပြောပြတတ်သောအလေးလည်းရှိသည်ဒီနေ့ခါတိုင်းလိုပဲမွေးငါစားအောင်မယ်ထမင်းနဲ့စားဖို့ကတော့ငခုနဲ့ကမွန်းချင်ရနဲ့ချင်းဟင်းလေးတစ်ခွက်မနေ့ကဘဲသားရင်စားတာတော့ဘိုင်းနာရီထင်လို့မစားတော့ကြက်သားအရေးလေးနဲ့ချက်ဟင်းမဆန်းရရင်ငါမစားတတ်ဘူးမနေ့ကလည်းငရုတ်သီးလည်းတိတ်မဆက်စင်နဲ့ပြီးတော့လက်ဖက်ကုန်နေလည်းအသားနုနုလေးကိုရေးဝဲနှမ်းနဲ့မစားဘူးစက်သွန်ကြော်နဲ့စက်သွန်ဖြူပစွန်ကြောက်မုတ်လေးထည့်တော့ရင်တော်ပြီအကျိုးကိုဝက်ဟိုကြောင့်မှားထားတာရှာလားလို့မေးခဲ့အောင်ဤကဲသို့မှားထားကြများကိုတက်ဆင့်မှတ်သားကတန်တန်ဈေးသွားကန်ဒီမှာကျမကပြောပြရသည်တခါတရံမှာငွေရေးကြေးရေးချောင်းလဲဖြောင်မျိုးနေတဲ့အခါမျိုးမှာငါပြောသေးရောမစားတော့ဘူးလားမမေနန်တပူလေးဝယ်ရမလားဖီးချမ်းစားမလားစားတဲ့ဖြင့်လဲတန်တန်ဖြစ်စေကျမဖြစ်စေဖြည့်ဆွတ်ပေးတတ်သည်လက်ထဲမှာပတ်စံပါပြီးလှောကသုံးနေရသည့်အခါမျိုးမှာဝီလီဝင်းလင်းချိန်လေးကိုအတော်ပဲလန့်ရလေသည်ဒီနေ့မေမေဘာတွေမှားကြအောင်မလဲဟူ၍ရှင်ပင်ငါတထိတ်ထိတ်နဲ့ဆောင်းစားနေမိသည်ငါဘာအောင်မှစားခြင်းစိတ်မပါဘူးစားလို့လည်းမကောင်းဤသို့ဆိုပြန်တော့လဲစိတ်တစ်မျိုးညစ်ရပြန်သည်မမေအပူတို့မှာပတ်စံနေနေပြီမှားကျင်တာတွေကိုသိမ့်မှမနေနဲ့ဟူသောစကားမျိုးနဲ့တားမြင်ရမည်ကိုတော့စိတ်ပင်ပန်းကဝင်လေးကြောင်းလှပါပြီတကယ်ဆိုတော့လဲဘွားတစ်ချောင်းလုံးမှာသားသမီးများအပေါ်မှာညှာတာတက်လာတော့မမေသည်အသက်80နီးကပ်လာတော့ဒီအချိန်မှာပင်ကိုစိတ်သက်ရှိတော့သည်မဟုတ်၍စိတ်ထားမူမမှန်ရေးသာဤသို့ပြုမှုတောင်းဆိုနေခြင်းကိုကျမတို့အသိပင်ဒီထဲမှာမင်္ဂလာဆောင်ဖိတ်စာဟိကထိန်လူဟိဘာယံမုံငွေဟိစသောလူလိုက်တိုက်ရှိနေတတ်သည်တာမှုနာမှုအရေးခဲများကရှိနေတတ်သေးသည်ຫນွေပိုင်းရောက်လာပြီအိမ်ရှင်နဲ့တောက်ဖို့ကောင်းနေပြီအိမ်သာတွင်းလဲအသင်ငှားတွေ့ရအောင်မယ်ထင်းခွဲချမ်း6လောက်တော့ဝယ်ထားလိုက်အောင်ငပိလဲတစ်နှစ်စာပိုပိုမိုမို30လောက်သိပ်ထားရမယ်အစားရှိသောရခင်ရကျမလုံးဝထဲသွင်းတွက်ချက်ခြင်းကိုမပြုမိသည့်အကြောင်းအရာများမှလည်း
နင်းနဲ့အများဆိုသလိုကြားသိနေရကအော်လူလို့ရတာမလွယ်ပါလားမိဖို့ထဲမှာနနွဲ့မကုံတာအတချောင်းကျိုးတာအစားအကုန်လိုက်ပူနေရတာပါလားတန်ဝေကဆန်သောအတီမျိုးလဲဝင်လာတတ်လေသည်မိမိယူပါရမှရှိမှုကဆန်လျှောလာသောရသိကြီးအားလူမှုရေးကိစ္စများဖြင့်ညီညီတောက်စေခဲ့သောမူတုလက္ခဏာမိဖုရားကြီးကိုဒီမိဖုရားကြီးလည်းတဲကိုအကွက်မြင်တကူအမတ်တရားနဲ့သဘောပေါက်ချီးမွမ်းခြင်းမိသည်မရှိမကိုပင်တောင်းရင်မစားဘူးစေကရခင်တောင်းဝင်မဲ့ဘဝနဲ့ယခုလက်ရှိဘဝမှာကွာချလုံးမကကွာချလုံးရဲ့နေကတစေကျိုးကြီးချိုးပွေလိုက်ရတယ်လို့အလိုလိုပတ်ဟရဲ့နေကြသည်ဒီလိုအကြောင်းများကြောင့်လဲကျမ၏ဘဝကျမ၏အတွေ့အကြုံကနေရှောင်ပြန်ဟပ်လာတော့ဒီစာအစမှာပါရှိသောအနာယူပါလေးဆိုသောကြပြားကိုစမ်းမိလိုက်ခြင်းပင်ဖြစ်သည်ထိုများသာမကပဲအဆိုပါမြက်မြက်စိမ်းအော်တိုနဲ့မရှိမနာမှာပေးအပ်လာသောကိုမြင့်စိုး၏အော်တိုထဲမှာလဲကျမသည်ကြပြားတစ်ပုဒ်ကိုရေးပြီးရင်ဖွင့်လိုက်မိသေးသည်ဘဝတိုက်ပွဲအမောင်တို့လည်းစူစီးတဲ့တဲ့လင်းရိပ်မသိမှုံရည်တိမပီတင်ရှားဝရဝမှာနှွေအားရရမခိုင်ပြန်လွင်တွေးချင်မနိုင်မပိုင်စိတ်ဝမ်းနေတိုင်းပန်းလျက်ကိုလန်းကိုတွင်ကိုရင်ကိုအားကိုစီပါသည်အားရပွဲကမဟုတ်ပြီသို့ပင်တစီမသေးသမျှမန်မချဘူးရှင်မနှလုံးသားတွေ့ဖတ်ထား၍ညံအားဖွေလာငါအုံနောက်သာကြံရှိပါစီလာသမျှဒုက္ခလက်တွဲဆင်းရဲဖော်ပြအမှောင်တုမှာအာပြုလျှောက်သွားနေအောင်မည်အကယ်စစ်မှာတော့ကြပြောက်ကျမရေးဖွဲ့တတ်သည်မဟုတ်သို့တော်ညီညွတ်တန်လားအားပေးတန်လားကိုယ်တိုင်ဝေခွဲရမရသောစလုံးတွေမှာကြပြပုံစံမျိုးမျိုးဖြင့်ပေါ်ထွက်လာခဲ့လေသည်ညီကုန်းချုံမှာကအမေနဲ့အမကိုလက်တစ်ဖက်စီမှာတွဲကအနာကအမှောင်တို့တဲသို့တိုးဝင်သွားနေသောကျမရုပ်ပုံကိုကျမမြင်အောင်လာလေသည်အထက်ပါစာပိုင်းများမှာ1964ခုနှစ်ဇူလိုင်လထုံးရှုမွားမဂဇင်းမှာပါရှိခဲ့သောဝတ္ထုတို့လေးကနေထုံနှုတ်ဖော်ပြလိုက်ခြင်းဖြစ်သည်ဒီများနဲ့ကျမတို့မိသားစု၏စာဝင်နေခြင်းတွေကိုခံမှန်းနိုင်ပြီလည်းဖြစ်ပါသည်တခါတရံမှာတိုင်းကျော်ပြည်ကျော်မောင်းတီးဝင်လာသောဝင်ငွေများလည်းရှိသလို4-5လတိုင်းတပြားတစ်ချမ်းမှဝင်ငွေမရှိဘဲဖြစ်ချင်လည်းဖြစ်နေတတ်သည်လက်လွတ်စပဲဟောရန်သုံးဆွဲတတ်သူလည်းမရှိရသမျှအရှိမျောကမျှတချင်းချင်းသုံးဆွဲတတ်လေသောကြောင့်ဤမိသားစုအနေနဲ့ယနေ့ထိအခြေမပြတ်ရပ်တည်နိုင်ကြခြင်းပင်ဖြစ်သည်1968ခုနှစ်ထဲမှာမိမိကွယ်လွန်သွားပြီးတော့လဲစားဝတ်နေရေးအခြေအနေကထူးခြားလှသည်တော့မရှိမိမိမဆုံးမီ6လလောက်ကြိုစောကသူ့ခင်မုန်းတိတ်ဆုံးသွားရေးကျမတို့အိမ်မှာတပေါင်းတစ်စီးလေးလာနေပြန်တော့အမကြီးအုံးတယောက်လည်းရှိနေသည်မို့ယနေ့နောက်ဆုံးချိန်တွေမှာညီမ3ယောက်အတူနေကြသည်အိမ်နောက်ဦးစီးနေရမှာရက်တည်နေစေဖြစ်သူကျမ၏လက်ထဲမှာလည်းကလောင်တစ်ချောင်းကလွယ်ဘာမှမရှိဒီတော့အစားအသောက်ဝတ်ထဲမှာစားကကိုနေတန်ယုံသာတိုင်းထွာရေးစားသောက်ဝတ်ဆင်ကြသည်မိတို့ပင်ဖြစ်စေမိယိုဖောက်ကိုခြေစုပ်လက်နေကအစားတာဝန်ယူပြုစုလုပ်ကြွေးခဲ့ရာဘာကလေးဖြစ်မကြွေးလိုက်ရဘူးဘလို့ဖြစ်မဖြေစွမ်းနိုင်ခဲ့ဘူးစသဖြင့်နောင်နာရဝယ်ရများဟု၍တစွန်းတစားမှပင်မကြံရှိခဲ့လေခြင်းနဲ့ယနေ့အထိကိုမိမိဘဝကိုမိမိဘာသာရုံးကန်ရက်တည်နိုင်ခြင်းမှာကျင့်တဲ့ထိုက်တဲ့မိဟု၍ဒီဘန်းကိုရောင်ရဲစွာပင်ညီကုန်းချောရပါလေသည်ပညာရေးညီကုန်းချုံမှာဒုတိယအနေနဲ့စမ်းစစ်ရမည်ကတော့ပညာရေးစာပေရေးပင်ဖြစ်သည်စာပေပညာဆိုသည်မှာအသက်ရှင်နေသည်များလေးလာဖြစ်တဲ့ရဲ့လည်းကုန်နိုင်မည်မဟုတ်တနေ့လုံးမှအသည့်တစ်လုံးတိုးလာသည်ဖြစ်စေတစ်လကြာတစ်နှစ်ကြာမှတစ်လုံးတစ်ပါးလောက်များအသည့်တိုးလာသည်ပဲဖြစ်စေအသက်အရွယ်ရင့်လာလေလေအသည့်မှများလာလေလေဟူသည်ကိုရေပုံရအားဖြင့်တော့လက်ခံရမည်ပဲထင်သည်စာပေပိုင်းမှာသာမဟုတ်လူလောက၏ကျယ်ဝန်းတဲ့ထွေထူးဆန်းပြပွေရှုံနိုင်သမျှသောသဘောတဘာဝတွေကိုအသက်ကြီးလာလေလေအတွေ့အကြုံအမြင်ကြားများပြားရင်းကျက်လာလေမှုဝရဝတိကိုရင်တလုံးရရှိထိုက်တန်လာခြင်းမှာလူတိုင်းတို့အတွက်ကိုတိုးတက်ရည်တန်လာမှုဟုဆိုထားလေသည်ကျမ၏ဘဝမှာလည်းကိုယ့်အိမ်ကိုတလောကလောက်ကမြင်မြမယ်ကျင်းမြောင်းလာသည်ဟုဆိုစေကမူတလားထက်တလားတနေ့ထက်တနေ့ဆိုသလိုဖတ်ရှုခဲ့သောစာပေပညာရပ်များကတနုံတရွရွနဲ့တိုးပွား၏လာလေသည်စမ်းသပ်ရေးသားလာသောစာအုပ်စာတမ်းတူတူရှိတို့ကလည်းများပြားလာသည်အတွေ့အကြုံဘူးသူသားဆိုရမှလည်းဟိုနှစ်တွေထက်ကိုလက်ရှိချိန်တွေကတာလွန်ပေလေသည်တာမန်လူတယောက်နဲ့နားချလေမိမိဘဝမှာမသိတာမတတ်တာနားမလဲတာတွေလွန်ကဲနေ၍မရဘူးမသွားဘူးမစားဘူးမတောက်ဘူးမမြင်ဘူးတာတွေလည်းပုတ်ထနေသည့်အထက်မှာရေးသားပြီးစီးခဲ့သောဝတ္ထုဆောင်မတို့ရှိ100ကျော်ရှိလာခဲ့ခြင်းမှာရမန်ရကမှာမိမိကိုယ်မိမိအံ့ဩစရာလည်းဖြစ်သည်ထိုထက်ကျော်လွန်ကကျမရေးခဲ့သောဝတ္ထုတို့တစ်ပုဒ်နှင့်ဆောင်းမလေးတစ်ပုဒ်ကအတန်နှစ်ချောင်းကယ်တင်လိုက်သည်ဆိုသည့်ကိစ္စရပ်မှာတွေးမိတာကိုကျင်းနေစရာကောင်းလာသည်မို့အသေးစိတ်ကိုတင်ပြပါအောင်မည်1966ခုနှစ်ထဲမှာကိစ္စတစ်ခုဖြင့်ကျမရန်ကုန်သို့ရောက်လာက25လမ်းမှာတငယ်ချင်းကျွတို့၏အိမ်မှာတဲခုဖြစ်သည်တနေ့တော့စကားဆက်မိကကျမကတင်မောကိုရုပ်ရှင်ထဲမှာသာမြင်ဘူးပြီးတင်မောအစ်စ်ကိုမမြင်ဘူးကြောင်းတင်မောစိတ်တို့လည်းမရောက်ဘူးကြောင်းမြစ်ကိုလည်းမမြင်ဘူးကြောင်းပြောသည်ကျွ၏ခင်မုန်းကဒါနဲ့မြနေဘလို့လောက်ပြီးစားရေးဆရာဖြစ်လာတာလဲဟင်
ဒီပင်လူတွေကြရင်ရှက်စရာကြီးသူ့ဘဝချင်းနေပေးတဲ့လောက်ဖြစ်လာရတာမရှက်နိုင်ပါဘူးအကိုလေးရဲ့ကျမအဝေးဆုံးရောက်ဖူးတဲ့မြို့ဟာရန်ကုန်ပဲရှိရပဲဒါလည်းကိစ္စနဲ့လားကိစ္စရှိရတော့သွားကိစ္စပြီးတော့ပြန်မို့တခါမှအလဲတက်တက်လို့မလာဘူးပါဘူးကျမဖုံမှာမမြင်ဘူးမသိဘူးတာတွေများနေတာအဆမ်းမဟုတ်တော့ပါဘူးဒါပေမဲ့စာရေးဆရာဆိုတာအသိအမြင်နှမ်းဆက်မှကောင်းတာပေါ့သွားကီလီလန်တင်းမောစိတ်ကိုခေါ်သွားပြီးတင်းမောတွေကိုလိုက်ပြကြည့်အကိုလေးကကျမနဲ့ကျူကိုတစ်စက်တည်းပြောကအသွားခိုင်းနေသည်ကီလီစိတ်ကန်းကနေပြန်လာတော့ကျမအကိုလေးကိုပြန်ပြောပြသည်အကိုလေးတင်းမောကိုမြင်မှုယုံနေမကတော့နှစ်ထပ်တင်းမောတစ်စင်းပေါ်တော့နှံ့အောင်လို့တက်ကြည့်လာခဲ့ပြီအေးအဲ့လိုမှပေါ့မနှက်ဖြန်တော့တင်းမောစီးဖို့အောင်လို့တန်လင်ကိုသွားကြည့်လိုက်အောင်အကိုလေးကပဲစီစဉ်စီခိုင်းနေပြန်သည်နောက်တစ်နေ့နဲ့စောစောမှာကျွေးနေကျမတို့တင်းမောစိတ်တို့ဆင်းလာပြီးကြားလေသည်တန်လင်တင်းမောစိတ်မှာတခဏမြတ်ရက်နေစဲမှာမမျော်လင့်မဲနဲ့ဆရာမောင်ကိုယူတို့လူစုနဲ့တွေ့သည်ဟောမမစိန်ဘယ်သွားမလို့လဲဟောဆရာပါလားဆရာကဘယ်သွားမလို့လဲကျမတို့ဒီအားရဝမ်းသာနဲ့နှုတ်ဆက်မိသည်ဆရာမောင်ကိုယူနဲ့ကျမမှာမကြမီကပင်ဇိုးပင်ကောက်ဆာဆိုတော်နေ့မှာတွေ့ဆုံတည်ကြွခဲ့ကြခြင်းပဲဖြစ်သည်မမစိန်တင်းမမရှိဘူးလို့တမင်အလဲထွက်လာတာဆရာတညင်ကိုသွားမလို့ကျွန်တော်တို့လည်းတညင်ကိုပဲသွားမှာမမစိန်လက်ဘရိုစီဌာနကိုလေ့လာဖို့သွားမှာဟိုကကားကြိုလှုပ်လိုက်လိမ့်မယ်မမစိန်တို့လည်းတခြားအစီအစဉ်မရှိရင်ကျွန်တော်တို့နဲ့လိုက်ခဲ့ပါလားဒီချိန်မှစားရဲ့ကျမတို့ဒီဆရာမောင်ကိုယူရဲ့ဧည့်သည်များဖြစ်သွားကြလေတော့သည်လမ်းတစ်ချောင်းလုံးမှာဆရာကပင်ကော်ဖီတိုင်းမုတ်ကျွေးနဲ့အဲဝတ်ပြူလာလေသည်တန်လင်တို့ရောက်လဲအကျိုးလာတော့ကားနဲ့ဆေးရုံဝင်တဲ့သူလိုက်ပါရေးသွားကဒေါက်တာအောင်ချစ်ရှင်မြတော့အနာရောဂါအကြောင်းကိုလေ့လာရသည်မှာလဲကျမတို့ကိုရင်ငတ်သူကြောက်စစ်အိုးတွေ့သည်နဲ့မှတ်ယူရလေတော့သည်ကျုံတော့ကျုံငယ်တိုက်ဆိုင်မှုမျိုးပင်ဖြစ်သည်ဒေါက်တာအောင်ချစ်ကအနာရောဂါသည်တစ်မျိုးရိုးမလားနှစ်ကန္နာဝက်နာကုသရေးမပြောက်ကင်းတဲ့ယောဂမဟုတ်သုံးမိရဲ့ယောဂကြောင့်ကာလာသားယောဂကြောင့်လည်းမဟုတ်တီးခြားဖြစ်နေသောအနာယောဂပိုးကြောင့်ဖြစ်ကြောင်းစသဖြင့်စင်းစရာနဲ့တကွာရှင်းပြရေးပြောဆိုသွားသည်စေကူသားမှုခံယူထားသူလူနာအချို့ထံမှလည်းလက်တွေ့လိုက်လံပြသသေးသည်ကြောက်တန်းမှလူနာတယောက်ထံသို့လည်းဝင်သေးသည်ထမင်းဆိုင်မှာနက်နက်စာကိုထမင်းစားကရေလဲဖျားသို့လိုက်ပို့ပေးသည်ညနေမှာတီရာနှစ်ပြန်လာကဆရာကမေးသည်ညနေမှာတီရာနှစ်ပြန်လာတော့မှဆရာကမေးသည်ဒီနေ့လေးလာခဲ့တာတွေကိုစောင်းမရေးအောင်မလားမမစိန်မမစိန်စောင်းမမရေးချင်ဘူးဘွားအတွေ့အကြုံအကုန်လုံးပါအောင်လို့စာအုပ်ကြီးတော့ကိုပဲရေးလိုက်ချင်တယ်ဒီစာအုပ်ကြီးရေးတဲ့ထဲမှာထည့်ရေးဖို့ရသမျှအောင်စုထားမယ်ဆရာကောကျွန်တော်တော့သတင်းစာစောင်းမပဲရေးမယ်မမစိန်ဆရာမောင်ကိုယူဤစောင်းမကိုကျမတာယာဝတီမှပြန်လာပြီးမှကျေးမုံသတင်းစာမှတွေ့သည်ဒီဌာနမျိုးကိုစိတ်ဝင်တစားနဲ့လေ့လာကရေးသားတင်ပြခြင်းအတွက်ကျေးဇူးများစွာတင်ရှိရမည်ဖြစ်တော်လဲအနုတိုက်ပွဲဟူ၍ပေးထားသောခေါင်းစဉ်စလုံးကြီးကတော့ဒီခဲအနေနဲ့စန့်ကျင်ပြူကထိတ်လန့်ခမ်းမ်းမိရှိလာသည်လွန်ခဲ့သော16နှစ်ခန့်ကသာဒီဆက်လုံးမျိုးကိုတွေ့ရလင်ကျမကိုယ်တိုင်မှာပဲလန့်အော်ရီလွှတ်ပြင်းမိမှာသိချသည်ဤအကြောင်းနှင့်ပတ်သက်၍ဒေါက်တာတင်မြင့်၏အနားဝေဒနာနိဒန်းဟူသောဆောင်းမှာလည်းဤသို့ဖော်ပြထားသည်အနာရောဂါဆွဲကပ်နေသူကိုအနူးဟူ၍အထင်သေးမြင်သေးမခေါ်သင့်တော့ပြီအနူးဟူ၍ခေါ်ခြင်းအပြင်ကျွန်တော်တို့၏ညီကိုနောင်ရင်သွေးသားရင်မဟုတ်တော့ပဲတိချမျိုးရိုးလူဒန်းစားလိုဖြစ်နေသောကြောင့်ပင်ဖြစ်သည်အဆုံးနာယောဂဖြစ်နေသူအဆုံးနာကောင်ပလိတ်ယောဂဖြစ်နေသူပလိတ်ကောင်ဟူ၍ကျွန်တော်တို့မခေါ်သလိုအနာဝေဒနာတဲ့အားလည်းတိတက်လူဒန်းစားတပွဲအထင်ရောက်စေသောအနူးဟူသောဝဟရာကိုမသုံးသေးဟုထင်မြင်ပေသည်ဟုတ်ကဲ့ပိုထီသည်ကာလာသောယောဂညံ့ငတ်စသည်တို့ကိုနားခံတအောင်လို့ကျမတို့သုံးဆွဲခဲ့သည်မဟုတ်ပါလားဒီတော့မရေးပါဘူးဟုပြောသည့်အထက်ကနေစောင်းမတစ်ပုတ်ကိုတော့ရေးပြလိုက်တော့သည်ကျမ၏ဆောင်းမမှာလည်းအမှန်တရားကိုရင်ဆိုင်တိုက်ဖြတ်ဟူသောခေါင်းစဉ်ဖြင့်ကျေးမုံသတင်းစာမှာပါလာသည်နောက်တစ်ပုတ်ကတော့အမကြီးဒေါက်ခင်မျိုးချီတိုက်တွန်းချက်ရာဆရာကြီးဦးမန်းတင်နဲ့ဆရာဦးတင်တယ်တို့၏ကျေးဇူးတရားကိုဖော်ထုတ်ကကျမဘွား၏ဖြစ်ရမှန်များကိုတင်ပြခဲ့ခြင်းပင်ဖြစ်သည်ထိုဝတ္ထုတို့လေးမှာတပုတ်ရေးဘူးသူကျေးဇူးအမည်နဲ့1966ခုနှစ်ဇူလိုင်လထုတ်ရှုမွားမဂ္ဂဇင်းမှာပါရှိခဲ့သည်ဖော်ပြပါဆောင်းပါးနဲ့ဝတ္ထုတို့လေးနှစ်ပုဒ်မှာအတန်နှစ်ချောင်းကကဲတင်လိုက်ပုံကိုအသေးစိတ်ပင်ဆက်လက်ဖော်ပြပါအောင်မည်မိမငယ်တူ၏အလှတဲ့တော်နေအင်စပိုက်တော်ဦးအောင်တင်ရှိမောင်မှာခြေစုံရမ်းမိတဲ့အခါမှာနှွေးမျက်နှာလေးမှာပုံမွေးနွမ်းရော်လာလေသည်သူ့ရင်ထဲမှာမြင်များလောက်ပူရင်တော့ကဖြစ်နေသည်ကိုကျမသိနေသည်သူ့ကိုယ်လုံးထောက်တည်နေရသောခြေနှစ်ချောင်းမှာပဲမျိုးကြားလူရရောင်ရှိနေပြီထင်သည်နှွေးသည်သူ့ရှိမှစပွဲကိုအာပြုတ်မိတွေ့ရက်နေသည်ဆိုင်ရင်စားလေးမှာနှစ်ဖူးပြင်တတ်မှာဖွာလျူလျက်ရှိသည်ကဘိုကရိုထုံးနှောင်ထားသောတပတ်ရှိုစတုံးကနေတထွာတတခတ်စမိတ်လေးများမှလည်းပခုံးစွန်းမှာပြက်ကျဲလျက်ရှိလေသည်ဝင်းညံ့နေသောအသားရည်နှင့်နှာရန်ဆင်ဆင်မျက်ခုံးထူထူမျက်တောင်ကော့ကော့ကြီးများကလိုက်ဖက်သောအလှများလည်းဖြစ်သည်
အကယ်၍သာမျက်လုံးညွန့်ညွန့်ကြီးများမှာတောကရိတ်မတမ်းပဲရှွန်းဆိုရည်နေပါမူဆေးမက်ကိုသောနှကန်းထူလေးများမှာပြုံးရိပ်တန်းနေပါမူຫນွေအလှသည်မြများလောက်ကြက်တည်စင်ကပွင့်လန်းနေပါမည်နီကျမရဲ့ရင်မှာပင်ဂိူးနာဆင်ဆင်ဖြင့်တသိသိလှိုက်ခုံရည်နေသည်ဆရာဦးအောင်တင်နှုံမှာမိတို့အဖြေပေးမိကိုလည်းမဝင်းတဝင်းနဲ့ပင်သိကျင်စောတန်နေသည်ຫນွေအသက်23နှစ်ပဲရှိသေးရှာသောစင်းမလေးຫນွေကျမနားထဲမှာတော့မနေ့ကညနေအောင်လို့သူထိုင်ပြောနေတဲ့စကားလုံးလေးများကိုကြားအောင်နေသေးပင်ရှိသည်နွဲဖေဖေကညံထက်တယ်စိတ်ကူးကောင်းတယ်တီထွင်တတ်တယ်အလုံးနဲ့လက်နဲ့မပြတ်နေမှာပဲပြောတယ်သူ့ရဲ့အဓိကအလုပ်ကတော့မော်တော်ကားဝက်ရှော့ပဲဒါပေမဲ့ရေဒီယိုတက်ဆက်လက်နှိပ်ဆက်စပိန်ပင်နာတွေလည်းအားလုံးရတယ်မော်တော်ကိုယ်တိုင်ကိုလည်းပုံစံထိုင်ပြီးစောက်တတ်သေးတယ်ဖေဖေလှုပ်တဲ့အလုပ်ထဲမှာနှစ်ထပ်မော်တော်ကြီးတစ်စင်းအောင်ပါသေးတယ်တပည့်တွေကိုလည်းခိုင်းသူကိုယ်တိုင်လည်းဝင်လုပ်တယ်ဒီမော်တော်ကြီးရေချတော့ຫນွေတို့ရဲ့ရက်ကလူတွေဟာဖေဖေကိုတော်တော်နဲ့ချီးမွမ်းလို့မဆုံးဘူးຫນွေတို့မိသားစုလည်းတိတ်ကိုပြောကြတာပေါ့မိသားစုဆိုတာလည်းများများတော့မဟုတ်ပါဘူးမမေဖေဖေຫນွေညီမလေးတွင်နဲ့ကျွင်ဖေဖေမှကြီးကြီးတန်းဒါပဲရှိတယ်ဒီထဲမှာຫນွေကိုအချစ်ဆုံးကတော့ဖေဖေပါဖေဖေကຫນွေကိုနားလဲတယ်ရန်ကုန်ဖြစ်စေဒီပြင်မြို့တစ်မြို့ပဲဖြစ်စေရဝေးခီးထွက်တဲ့အခါမျိုးမှာဖေဖေကဘာမှမလဲလို့မေးရင်ညီမလေးတွေကသူတို့လိုချင်တာကိုတတိတန်းကြီးပဲမှားကြတာပေါ့ຫນွေကတော့ဖေဖေဝယ်ရချမ်းရဒုက္ခများမှဆိုလို့ဘာမှအောင်မမဘူးဒါမဲ့ဖေဖေပြန်လာတဲ့အခါမှာသူတို့မှားတာတွေဒါအစုံစိတ်မပါတတ်ပေမဲ့သမီးကြီးဖို့နဲ့ຫນွေကြိုက်တဲ့အစားအစာအသုံးဆောင်လေးတွေကိုဦးစားပေးပြီးဝယ်လာတတ်လွန်းလို့သူ့သမီးအကြီးမှချစ်တတ်ပေါ့လေမေမေနဲ့ညီမများရဲ့အထင်းငေါ့ကိုခံရတတ်သေးတယ်ဒီလိုခါမျိုးမှဆိုရင်ຫນွေရတဲ့ကိုဝမ်းနေရတာပေါ့သူတို့တွေဟာຫນွေကိုမချစ်ကြအောင်သာမကဖေဖေချစ်တာကိုတော့ကြိုက်ပုံလည်းမရပါလားဒီလိုတွေးမိရင်လည်းတိတ်ကိုအားငယ်ရတယ်ဒါမဲ့ຫນွေဟာအားလုံးကိုချစ်တာပဲမို့သူတို့သိကြရင်လည်းစိတ်မကောင်းဖြစ်မှာဆိုလို့ဝမ်းနဲ့အားငယ်သမျှကိုသူတို့မသိစေရအောင်ကို့ဘာသာတယောက်တည်းပဲကြိတ်မိပြီးတော့ခံတယ်။ကျောင်းမရက်တွေမှာဆိုရင်မမေနဲ့ညီမလေးတို့ကပြင်ပပြင်လွင်ရှောက်လိုက်ခြင်းရင်လည်းလဲတယ်ရုပ်ရှင်ကြည့်ခြင်းရင်လည်းကြည့်တယ်။နှွဲကိုတော့မခုံပြီးဆုံးလို့မရှိတဲ့အိမ်မှုကိစ္စတဘောတပင်နဲ့အိမ်မှာပဲကြံနေရတယ်။လုံနေကြအလုပ်တွေမို့အိမ်နှမှုလုပ်ရတာကိုနှွဲရမပြေးမအောင်။ကိုယ်လှုပ်တန်ရောစင်နေမို့အပြင်ထွက်ဖို့လည်းအချိန်မပေးနိုင်ပါဘူး။ဒါမဲ့သူတို့ကလိုက်အောင်မလားလို့မေးဖို့မရတာကိုတော့ဝမ်းနေမိတာကြီးပါပဲ။သမီးကြီးဒီကတေကောင်းတယ်လို့ကြော်နေတာကွ။ဒိုသားဘာတခေတ်နောက်ကျနေအောင်ပဲကြည့်ကြအောင်ဆိုနော်ဖေဖေကတမင်လိုက်ပုတ်ပေးမှသာရုပ်ရှင်ကိုကြည့်ရတာမို့တစ်နှစ်လုံးမှာ3ငါထထောင်မပိုတတ်အခါကြီးရကြီးများမှာကြီးကြီးတန်းတဲ့အတူဥပုပ်လိုက်ဆောင်ခြင်းတော့ຫນွေရအိမ်နှွေးမှုတွေကိုတနေ့စာကြိုတင်ပြီးတော့လောက်ကင်ပြီးမှလိုက်သွားတတ်လိမ့်ရှိတယ်ຫນွေရ10နှစ်သမီးလောက်ထဲကကြီးကြီးတက်အုပ်ချုပ်တဲ့အိမ်နှွေးမှုနဲ့စားတော့ခွင်မှာကူညီရတဲ့သူပါຫນွေ15နှစ်လောက်မှာမိဖို့ဆောင်တဲ့အိမ်နှွေးမှုဟာຫນွေလက်ຫນွေချီကြီးလိုပဲဖြစ်နေပြီးကြီးကြီးတက်ကကူညီရတဲ့အချိန်မျိုးကိုရောက်နေပြီကျောင်းစာကိုလည်းညံထုံတိုင်းတဲ့ຫນွေကဂယူးဆိုင်ပြီးတော့စူးစမ်းရပါသေးတယ်။ဒီထက်ကတိကတန်လွတ်ယူရတဲ့အချိန်တို့လေးတွေမှာပြင်ပစာနယ်ဇင်းတွေကိုလည်းဖတ်ရှုပါတယ်။ຫນွေတဲ့အမျိုးသမီးဂျာနယ်တစ်စောင်နဲ့မဂဇင်းစာအုပ်2အုပ်လောက်ကိုတော့ဖေဖေကအမြဲတမ်းပဲဝယ်ထားပေးလိမ့်ရှိတယ်။အဲဒီစာဖတ်ချိန်လေးတွေကတော့ຫນွေဘဝအတွက်နှစ်သိမ့်ကျင်းတဲ့ဆရာအချိန်လေးတွေပါပဲ။ဒါနဲ့တူတူပြောရမယ်ဆိုရင်ຫນွေ9တန်းအောင်တဲ့နှစ်မှာဖေဖေအဆိုင်ပေါက်တဲ့ယောဂနဲ့ကွယ်လွန်သွားပါတယ်။ຫນွေတို့မိသားစုထဲမှာຫນွေကလွယ်ရင်အကောင့်ကြိုက်ပြီးအသုံးဖွာရကြတဲ့သူတွေကြီးပဲမှုတိုက်ခိုင်တလုံးနဲ့ထိုက်တန်တဲ့ပရိဘောဂတွေရဲ့လှလှပပဝတ်ဆင်ပြီးတော့ချောင်းလဲလဲသုံးနိုင်ကြတာဟာလွယ်လို့ပစ္စည်းထုတ်တယ်တော့မကြံရခဲ့ဘူးဒါမဲ့မေမေဟာအံဩလောင်တော်တဲ့မိမသားတူပါဖေဖေရဲ့တပည့်ဟောင်းနေတဲ့အတူမော်တော်ကားဝက်ရှော့ကိုဦးစီးချုပ်ကင်ပြီးတော့ဆက်လက်ပြီးတော့လုတ်ကင်ပါတယ်တန်တိုမဲနာအသေးဖွာလေးတွေကစားပြီးကားပေါ်ဒီဆက်ပစ္စည်းစားတဲ့ကားနဲ့ပတ်သက်သမျှကိုကုံရောင်းကုံဝယ်စီမေမေသိပါတယ်စီမံလဲခံခွဲတတ်တယ်ဒီတော့ဖေဖေရှိတော့ငါလောက်ကိုဝင်ငင်မကောင်းတော့တဲ့အတိုင်းຫນွေတို့မှလဲလဲလူလူတော့မဖြစ်တော့ဘူးပေါ့အစာပြုတ်ဝါနာပါတဲ့ကြီးကြီးတက်ကလည်းခြံထွက်ပန်းပန်းတီးနှံရွညွန့်နေကိုအခါတိုင်းတက်တိုးချက်ဆိုင်ပြုတ်ပြီးအိမ်သုံးစရိတ်ခုတာခန္ဓာရှိအောင်ရောင်းချလာပါတယ်ຫນွေရလည်းသမီးကြီးတယောက်အနေနဲ့တာဝန်ရှိသလောက်ရှိတာမို့မမေအလုံးမှာရောကြီးကြီးတက်ရဲ့ဆိုင်ပြုတ်ခင်မှာပါအားလက်ချိန်တိုင်းမှာကူညီပေးပါတယ်ဒီတည်းရပဲຫນွေအတွက်ကိုရှက်စရာကောင်းလိုက်ပုံကကိုရအောင်နှစ်လလုံးလုံးဆက်ပြီးကြာရှုံးခဲ့ရတဲ့ရှင်ဘလောင်များမမေကိုအားနာဖို့ကောင်းလိုက်တယ်လဲနော်မုတ်ဆိုးမတယောက်အနေနဲ့မမေလောက်ရတဲ့လှုပ်စာကိုຫນွေတလောက်ဖြုံးနေနေတာဆိုတာတော့မတိဆိုးကကြာလွန်းတာပေါ့နောက်ပြီးတော့လည်းຫນွေကသမီးအကြီးဆုံးအနေနဲ့ညီမလေးတွေအတွက်ကိုနမူနာဆန်ပြဖြစ်စေတင်တာပေါ့အခုတော့အကြီးဆုံးနဲ့အခြားဆုံးဟာမိຫນွေပဲလို့ဆွေစင်မျိုးဆက်ကမီထွေးဆရာဖြစ်တော့တာပေါ့ຫນွေဟာကိုအတွက်ရှန့်ငုံခဲ့ရပေမဲ့ညီမလေးတော်ရဲ့အတွက်ကတော့ဂုံယူဝမ်းသာပါသေးတယ်ຫນွေကိုရန်ဒုတိယနဲ့ဖြေတော့ຫນွေကိုအမိလိုက်လာတဲ့တွဲကအတူတူဖြေရတယ်လေ
။ຫນွေရတာနှစ်နှစ်လုံးဆက်ပြီးဆက်ရှုံးနေပြီမဲ့ညီမလေးတွေ့ရဖြင့်နှစ်ချင်းမအောင်တာမကနှစ်ဘာသာကုန်လို့ထွက်ပါသေးတယ်။အငယ်မလေးကျွယ်ကလည်း9တန်းမှာအတန်းပတ်လေဒုတိယချစ်တဲ့အားကားချစ်စရာကောင်းပါလေးပဲနော်။ဒီတော့ຫນွေကတတိယနှစ်မှာကျောင်းဆက်နေသည်မနေသေးချင့်ချိန်ရပါတယ်။နောက်ဆုံးတော့မမေကိုအားနာလာပြီတယ်9တန်းမှာမအောင်သေးရင်အလုပ်ရဖို့မလွယ်တာနဲ့ဒီတနေ့ပြည့်ဆက်နေပါအောင်မယ်လို့ဆုံးမိတ်ပြီးတော့ဆုံးဖြတ်ရတော့ပြန်တာပေါ့။ဒီနေ့ဖို့အိမ်ထဲမှာကြီးကြီးတန်းနဲ့မမေရောညီမလေးများရောကြိုက်တတ်တာလေးတွေစားရအောင်လို့မကုံသေးတာလေးလည်းမကုံရအောင်လို့စီမံချက်ပြုတ်လို့ရှော်ဟဲဖွဲ့ရဲ့တဲဟဲနဲ့တနေကုန်သွားတတ်ပြီးတဲ့နှွဲဖို့မှာအမောမဖြစ်နိုင်အောင်အောင်တခါတလေမှတနက်ခါကိုလမ်းလျှောက်ရင်းနဲ့ပုတ်ပြီးညာเจ้าကိုဆက်တက်ရပါတယ်ညာเจ้าစင်တော့လေဒီနေ့မှဆောင်းမဲအောင်ရင်မဖြစ်တော့ဘူးဆိုတဲ့စိတ်နဲ့ညတကောင်ချီရဲ့အထီကိုစာရီကိုကြက်မှတ်ရပြန်ပါတယ်တကောင်ထက်တော့လေပုံနေလို့မဖြစ်ဘူးလေနနက်9နာရီမတိုင်မီထပြီးအိမ်လုံးနဲ့တန်တရာတစ်ပတ်လဲနေရအောင်မှမဟုတ်ပါအပြင်းနိုင်လာတဲ့ຫນွေဟာနှစ်စာရီကဒီလောက်စူးစမ်းနိုင်လုံးလို့9တန်းကိုအောင်လာခဲ့ပါတယ်တော်လိုက်တဲ့ညီမလေးတွဲဆိုတာကတော့10တန်းကိုယူပပေးတာကုန်လို့နဲ့အောင်မြန်တော့တာပါပဲကျွဲတယောက်ကလည်း10တန်းအောင်လို့9တန်းကိုရောက်လာပါပြီဒီတော့ညီမလေးတွဲကိုတက္ကသိုလ်ပို့ရမှာအထောက်အကူဖြစ်ပါစီတော့လို့ຫນွေကအလုတ်ရှာရပါတယ်ကံအားလျော်စွာပဲဆိုပါစို့ကြောင်းဖွက်ရမတိုင်မီမှာပါလကရုံမှာຫນွေအလုတ်ရပါတယ်ຫນွေရတဲ့အောက်တန်းဆေးလာကကိုအတွက်မဘိုးတလား15ချက်ချမ်းပြီးအားလုံးကိုမမေ့ရဲ့လက်ထဲကိုထည့်ပေးနိုင်တော့မှအသက်ဖြောင်းဖြောင်းနဲ့ရှူနိုင်မှာတော့တယ်အိမ်မိုးကိစ္စချဲရေးပြုတ်ရည်တွေကိုအခါတိုင်းတက်ကျူစောထားပြီးကိုအတွက်ထမင်းကိုဂျိုင်ကလေးနဲ့ထည့်ယူရေကိုကမန်းကနန်းလေးချိုတနခါအောင်မှန်မကြည့်ပဲပေါ့တနခါမချောင်းမီမှာအိမ်ကနေထွက်တဲ့အခါထွက်သပင်ကိုလမ်းလျှောက်ရည်ကနေဖဲပြားနဲ့ချီလို့ချီတဲ့ຫນွေရတော့မငီးပါဘူးအကြီးဆုံးသမီးတယောက်အနေနဲ့ဒီလောက်တော့လှုပ်ပေးတင်တာပေါ့လေနောက်ပြီးမနက်ပိုင်းမှာသာဒီလိုကလီတင်တာဖြစ်ပေမဲ့ညပိုင်းကျတော့လဲနားချိန်လေးအားချိန်လေးတော့ရသေးပါတယ်ညပိုင်းမှာအဲ့ရစောစောဝင်ပြီးကိုမဘိုးတွေကဝယ်ထားတဲ့မဂဇင်းစာအုပ်လေးတွေကိုဖတ်ရပြီးဆိုမှဖြင့်နှွဲအတွက်ကျင်းနဲ့လောက်တဲ့စီးစိမ်ဒုက္ခလို့ခေါ်နိုင်တာပဲလေဒါပေမဲ့နှွဲပွားလေးမှာကြည်နဲ့နဲ့နေလို့မှတနစ်တောင်မပြည့်သေးဘူးကံကြမ္မာရိုင်းဟာစိုင်းမစင်ပုံမစင်ဝင်လာလိုက်တာနှွဲအတွက်ကိုစောက်တီရမရတော့ပါဘူးရှင်နှွဲကိုနှွဲမိသားစုကတမှုထူးကြတယ်လို့ပြောကြတယ်ဖေဖေဆုံးမိတဲ့နောက်မှာကြီးကြီးတက်ကမမေနဲ့တခန်းထဲမှာသွားအိတ်တယ်နှွဲတို့ညီမ3ယောက်ကအစာတွေကတခန်းထဲပဲအိတ်တယ်အခုညီမလေးတွေတက္ကသိုလ်ရောက်သွားတော့ຫນွေနဲ့ကျွဲပဲတခန်းထဲမှာကျန်ရတာပေါ့ဒါမဲ့ຫນွေကတယောက်တည်းပဲတခန်းနေခြင်းနဲ့လို့ပြုံးစားရေးအတင်းအကျပ်ပြောလာတော့အားလုံးကပဲစိတ်မကြည်မနှက်ဖြစ်ကြတယ်ကြီးကြီးတက်ကဒီမိန်းကလေးကတသက်လုံးညီမတွေနဲ့အတူနေလာတာအခုမှခွဲတတ်တာဆိုတော့ရိုးမရိုးပါမလားရီးစားနဲ့အချင်းချက်များရှိနေလားမဆိုနိုင်ဘူးကျွဲကိုသူ့မိစီပို့ပြီးငါရင်ကတော့နောက်ဖေးဆောင်မှာပဲအိမ်မယ်ညီပဲစိတ်တိုင်းကြနေတော့မူယောက်ျားမရှိလို့မိန်းမတွေပဲနေတဲ့အိမ်မှာဟိုအဆောင်တယောက်ဒီအဆောင်တယောက်ခွဲလို့မတော်ပါဘူးမိနွယ်မမေနဲ့လာရင်ကျွဲနဲ့ကြီးကြီးတက်နဲ့အိမ်မှာပေါ့မမေကဒီလိုလဲပြောသေးတယ်အေးတယောက်တည်းဆိုတယောက်တည်းပဲအိတ်ချင်တယ်နောက်ဖေးဆောင်မှာပဲအိယာမိနွယ်သွားအိမ်မယ်ຫນွေကဒီလိုဆိုတော့သူတို့အားလုံးမိနွယ်ကိုမြတ်ကြတာပေါ့နောက်ဆုံးတော့မမေကအခါကျလဲပြီးသူတို့ရဲ့2ယောက်ခန်းကိုနှွဲကိုပေးပါတယ်ຫນွယ်တို့နေတဲ့3ယောက်ခန်းမှာတော့သူတို့3ယောက်ပြောင်းနေကြတာပေါ့ဒီလိုပြောင်းရရွှေရနဲ့အလုတ်ရှုပ်ကြတော့နှွဲကိုအလကားမရှိအတိတ်ပဲကြောင်းအောင်မလားဆိုပြီးတော့စူးနေကြတာပေါ့ဒီရက်ထဲပြဿနာပိုတက်လာတာကနှွေချောင်းပိတ်လို့တွေ့ပြန်ရောက်လာတာပေါ့နှွေကနှွေအခန်းကိုဘယ်သူမှမလာရဘူးလို့ဘူးတလုံးကင်ထားတာကြောင့်ကြီးကြီးတန်းတဲ့တွေ့ဟာခက်ကြောက်ကြောက်နဲ့ပဲအောက်ထက်တိုက်ခန်းမှာဆင်းရတာပေါ့ဒီတော့လဲညရအောင်ဝင်ချိန်တိုင်းမှာကြီးကြီးတက်ကမိနွယ်ကိုပြေးတော့လှုပ်တော့တာပေါ့နောက်ပြီးစားရေးတောင်းရင်းနဲ့ပတ်သက်လို့လဲမိနွယ်ကမိဖို့ဆောင်တောင်းဝင်မချူနိုင်တော့ဘူးမိနွယ်ပြင်ပန်းလှပြီးကြီးတက်ပဲဒီတာဝန်လုံးလုံးပြန်ယူပါစိုက်ပျိုးခွေးမဲ့မိနွယ်လောက်တော့မယ်ဆိုတိုင်းမဲ့စီစဉ်ပြစ်လိုက်ပါသေးတယ်ဒီလိုနဲ့ကြီးကြီးတက်ကချက်မှုပြုံးမှုတာဝန်ယူတဲ့တိုင်အောင်နှွေရဖြောင်းဖြောင်းတော့မစားမိသေးပါဘူးနနက်ဆောင်ညကြပါဂျိုင်းနဲ့ထည့်ယူအခန်းတကားပိတ်ပြီးတော့တယောက်တည်းတက်တက်ပဲစားတယ်အလုတ်ခွေမှလည်းအမှားမှားရင်းဖြစ်ပြီးစိတ်ညစ်လာရင်မလုပ်ချင်တော့ဘူးဆိုပြီးခွင့်ယုံပြီးတော့ပြန်လာခဲ့မိတယ်အိမ်ရောက်တော့လဲအခန်းတကားပိတ်ပြီးအိမ်နေလိုက်တာပဲဒီတော့လဲမမေနဲ့ကြီးကြီးတက်ကနှွဲကိုစူးကြပြန်တာပဲဘလောက်ပဲစူးစူးနှွဲကတော့အရှော်မပေးပဲတင်းခံနေတယ်တသက်လုံးကကိုယ့်လိုထက်သူများလိုကိုဦးစားပေးလာရောခဲ့တဲ့မိနွယ်ဟာအခုမှပါလို့ဒီလိုအကြက်ကင်နေရလဲဆိုတာသူတို့တော့မသိကြလေဘူးမိနွယ်ကတော့အခန်းတကားကိုလုံလုံပိတ်ပြီးတယောက်တည်းရှိနေတော့မှစိတ်ငိုရတာနေတိုင်းမှာပဲပြီးတော့လဲအခန်းတကားတစ်ချက်ပိတ်လိုက်တာဟာမိနွယ်နဲ့မိသားစုအားလုံးကိုတပွားစီချပေးလိုက်တဲ့အမှတ်သားတစ်ခုဆိုတာလဲမိနွယ်တယောက်ပဲသိနေတဲ့အသည့်ပါနှွဲဖြစ်ကုန်နဲ့ဘယ်လိုပြောရမလဲဘယ်သူ့ကိုပြောဝင်မလဲရှင်ထဲမှာနေရှိသမျှတရီးနှွဲ့လောက်ကျွတ်ပူဆွေးနေရတော့တာပါပဲနှွဲမပြောနိုင်တော့ပါဘူးနှွဲမပြုံးနိုင်တော့ပါဘူးဒီလိုခြားခြားတွေဖြစ်လာတော့မှနှွဲကငယ်စဉ်တော့မိုက်မားခဲ့တာတွေကိုတရေးရေးနဲ့တွေ့ပြီးနောက်နှားရလာပါတော့တယ်
နွေရကိုနဲ့သွဲရ9နဲ့ကျွဲလေးက4နှစ်လောက်ပဲရှိသေးတယ်သူ့မှာရှိတဲ့ငွေလေး100ကျော်လောက်ကိုအတိုးနဲ့ချီထားတတ်တဲ့ကြီးကြီးတက်ကနွေចောင်းပဲရဲ့တိုင်းလိုကာနာပိုင်းစီကိုကျွေးတောင်းလွှတ်လေးရှိတယ်ဒီလိုသွားရတိုင်းမှာနွေရတယောက်တည်းသွားလိမ့်မရှိဘူးသွဲရောကျွဲပါမရရချောမော့ခေါ်ဆောင်သွားလိမ့်ရှိတယ်နွေတို့ဖြတ်သွားရတဲ့ကာနာပိုင်းတနေရာမှာတော့ဦးစောမောင်ဆိုတဲ့လူကြီးတယောက်ရဲ့အိမ်လေးရှိတယ်အဲ့ဦးစောမောင်ဟာကိုမကောင်းရှာဘူးသူ့မျက်နှာကြီးကပွားရောင်ပြီးအပိမ့်ပိမ့်နေဖြစ်နေတယ်အထူးသဖြင့်နှာခေါင်းနဲ့နှရွက်ကြီးတွေနှာခမ်းကြီးတွေဟာထူထူထဲထဲကြီးတွေဖြစ်နေတယ်ခြေထောက်ကလည်းအနာတွေဖြစ်နေဟန်တူရဲ့အညူရောင်ကင်းမဲ့ဖနှက်ဆုပ်ကြီးကိုစီးပြီးလမ်းသွားတဲ့အခါမှာကွာဒီကွာတာနဲ့သွားတတ်တယ်ဒါမဲ့ဦးစောမောင်ကြီးမှာမိန်းမလည်းရှိတယ်ကလေးနှစ်ယောက်လည်းရှိတယ်တားကြီးကကားနာစိန်မှာစာအုပ်တွေကိုလက်ပွေရောင်းတယ်တားငယ်လေးကတော့နွဲ့ညမထွေကျွဲလို့လောက်ပဲရှိတယ်နွဲ့တို့ညီမ3ယောက်ကားနာပိုင်းကိုကျွေးတောင်းသွားတဲ့အခါမှာတင်းရှိကိုရောက်တိုင်းနွဲ့ကဥဆောင်ပြီးတော့အနူကြီးဟဲ့ယွန်စရာကြီးထွေးပြေးကြဒီလိုអော်ပါတယ်ညီမလေးနှစ်ယောက်ကလည်းနွဲ့អော်တယ်လို့ပဲလိုက်អော်ပြီးတော့ပြေးကြလေးရှိတယ်တခါတလေမှနွဲ့တို့လာတာနဲ့ဦးစောမောင်ကြီးကအိမ်ရှိထွက်လာတာနဲ့ကြုံရင်ဦးစောမောင်ကြီးကနွဲ့တို့ကိုလှမ်းမြင်တာနဲ့သူ့အိမ်လေးတွေကိုတုတ်ခနဲ့ဝင်ပြေးတတ်တယ်တခါတော့နွဲ့တို့ကိုမြင်လို့တကြီးတရိုင်နဲ့သူ့အိမ်ထဲကိုဝင်ပြေးတဲ့ဦးစောမောင်ဟာအိမ်ရှိကဘူးစင်ကြီးနဲ့တိုက်မိပြီးမှောက်လက်သားလဲသွားလို့သူ့မိန်းမကပြေးထူတွဲပြီးတော့ခေါ်သွားတာကိုတွေ့တယ်နွဲ့တို့ညီမကလည်းအနူကြီးလဲပြီးဟေးလို့အော်မိအောင်တော့အော်လိုက်ကြသေးတယ်ဦးစောမောင်နဲ့မတွေ့လို့ဦးစောမောင်ကြီးရဲ့တားငယ်ဆုံးလေးနဲ့တွေ့ရင်လည်းနွယ်တို့ကအလွတ်ပေးလေးမရှိဘူးအနူကြီးသားလေးဟေအနူကြီးသားလေးဟေလို့ဆိုပြီးညီမရဲ့လက်ညှိုးထိုးပြီးတံမြန်ဟစ်អော်ကြရင်ကောင်လေးကအောင်ငိုပြီးတော့ကြမ်းရစ်ပါလေရောနောက်တော့ဦးစောမောင်ကြီးတည်သွားပြီလို့သိရတယ်10နှစ်ကျော်လောက်ရှိလာတော့လေဒီเจ้าနွယ်တို့လုံးလုံးသတိမရအောင်ဒါပေမဲ့အခုချိန်မှာဒီအဖြစ်ဟောင်းလေးဟာနွဲ့ကိုနေတိုင်းညတိုင်းစူဝဝါချောင်းလန့်လို့နေပါပြီအခန်းထဲမှာတယောက်တည်းတကားအလုံးပေးပြီးအင်ကြီးချုံမှန်နေကြည့်လိုက်ရင်နွဲ့နောက်ကျော်နဲ့လက်ပြညွန့်မှာအဖြူကွက်တွေအထင်းသားပေါ်လို့နေတယ်နွဲ့အသားဟာအသားဝအသားဝင်းမှာဒီပေါ်မှာအဖြူကွက်တွေအပြောက်ထဲနေတာဟာတနေ့ထက်တနေ့တိုးလို့သာထင်ရှားလာပါပြီတနေ့တော့အခါမှာနွဲ့ဟာဦးစောမောင်ကြီးလိုအောင်မလေးဒီလောက်တွေးမိအောင်နဲ့နွဲ့ရင်တွေတုံလာကြီးရဲ့နွဲ့နှလုံးသားထဲမှာမီးငွေ့ဝင်နေများလောင်မြိုက်ကုန်ကြလိမ့်ပြီလားနွဲ့ချစ်လာတဲ့ညီမလေးတွေနဲ့မမေတို့ကြီးကြီးတက်တို့ကအကြောင်းမသိကြလေတော့အခုချိန်မှာနွဲ့ကိုစီသာကြောင်ရမလားလို့ညွန်ညင်ယုံပဲညွန်ညင်ကြသေးတယ်တော်တော်ကြာရင်တော့ယွန်ကြကြောက်ကြမုန်းကြပြီရောမယ်နွယ်ချရတဲ့မိသားစုနဲ့ညီမလေးတွေရဲ့တလူလူဝေးနေတဲ့အညွန့်လေးတွေကိုနွယ်ကိုယ်တိုင်မှုချိုးမြေချိုးချိုးပြတယ်လို့ဖြစ်လာရတဲ့ကျမစိုးအတွက်အသေးဆက်ဆက်ကိုနာမိလိုက်ပါရဲ့ကိုယ်လှည့်ရောက်တော့မှမိနွယ်မှာအယူမီဝိုင်းဖြစ်နေပါပြီနွယ်ဘယ်လိုလုပ်ရမလဲနွယ်ဘယ်ကိုပြေးရမလဲဘယ်ကိုပဲပြေးပြီးဒီကိုနဲ့ဒီခန္ဓာဟာဒုက္ခပေးတော့မယ်အကောင်ဆုံးနည်းကတော့ဒီဘဝစိုးကိုထားရခဲ့ပြီးဘဝတက်ကိုကူးလိုက်ဖို့ပဲဟုတ်ပြီဒီလိုဆိုရင်ဘယ်နည်းနဲ့သိမလဲအစိတ်တောက်သိခြင်းရင်သိမြစ်ထဲခုံချရင်ခုံချအပူတယ်မှကိစ္စတုံးရောပေါ့ဒါတော့မှသူတို့နွဲ့အလောင်းကိုကင်တွယ်ကြပြင်ဆင်ကြအောင်လားမသိဘူးဒီလိုဆိုရင်လည်းဘာဖြစ်လို့သိလဲဆိုတာကိုသိကုန်ကြတော့မယ်သိပြီးရဲ့နောက်မှာအလောင်းကနေပြီးတော့မိသားစုကိုအဆက်ခွဲအောင်မယ်ဒုက္ခပေးအောင်မယ်အော်သိပြီအလောင်းပါအစားဖြောက်ပြရင်လည်းရတာပဲတကူလုံးဓာတ်စီလောင်ပြီးမိရှို့ကိစ္စတုံးပြီးတကြိုပြီးလည်းဖြစ်ရောဒါတော့လည်းလွယ်တော့မလွယ်ဘူးကိုခန်းထဲမှာဆိုရင်မတော်တဆအိမ်အောင်မှမီးလောင်ကူသွားမှဖြစ်ကြံရဲသူတွေမွဲပြကြပြီးဒုက္ခရအောင်မယ်အကြံမအောင်ပြီးမှလူသိသွားရင်လည်းတဒုက္ခလွတ်လွတ်ကင်းကင်းတနေရာမှာဆိုရင်ကောင်းလိမ့်ရဲ့ဘယ်နေရာမှာလုပ်ရမလဲဘယ်အချိန်မှာလုပ်ရမလဲတည်တော့တည်ရမှာပဲတနေ့နေ့တစ်ချိန်ချိန်မှာတော့တည်ပြီးအောင်လို့တည်ရတော့မှာပဲနွဲအနေနဲ့အဲ့လောက်စိတ်ဒုက္ခရောက်နေစဲမှာမမစိန်ရေးတဲ့ဝတ္ထုဆောင်မလေးကိုတွေးတယ်ဒီတော့မှစေတော့ကတဝက်လောက်လဲတတ်တာပြီးနွဲဘွားအတွက်ကိုအားကိုးစရာရှိနေပါလားဆိုပြီးမမစိန်စီကိုအခုလိုဆက်သွယ်လာခဲ့ရတာပါပဲနွယ်နဲ့သူကြီးတတ်တို့ရောက်လာကြသည်မှာမနှင်းညနေရဖြစ်သည်လွန်ခဲ့သည့်15ရက်ခန့်ကနွယ်သည်ရှုံးမွားတိုက်ကနေတဆင်ကျမထံသို့စာတစ်စောင်ရေးခဲ့သည်ကျင်းမုတ်တဲ့စာနဲ့ရှုံးမွားမဂဇင်းမှာမဆက်စင်ရေးခဲ့သောဝတ္ထုဆောင်မများအရာမစိန်စိန်မှာအနာရောဂါဖြစ်ခဲ့ကြောင်းယခုအခါမှာယောဂပုံမရှိတော့ပါဟုသောဆရာဝန်ဆုံးဖြတ်ချက်ကိုအကြိမ်ကြိမ်စစ်ဆေးရရှိပြီးဖြစ်ကြောင်းကိုသိရှိရပါသည်နွဲမှလည်းယခုအချိန်မှာယောဂစတင်ရရှိလာ၍တတ်တရန်အထီးကိုစိတ်ကူးကြံစီမိပါသည်နွဲဟာဤဝိဒုက္ခမှာလွတ်မြောက်လန်းအောင်ညွှန်ပြပေးပါကျမကလည်းချက်ချင်းပင်စာပြန်ရေးခဲ့သည်10နှစ်လုံးလုံးယောဂခံစားနေရသောမဆိတ်စိမ်ပင်လင်ဤယောဂကနေလွတ်မြောက်ခဲ့ရသေးလျင်ညီမရဲ့ယောဂမှာလုံးဝစိုးရင်ပေါ်ရမဟုတ်ကြောင်းအနည်းဆုံးသောကိုယ်ရည်ပြားယောဂအထုခုဆေးပေးကံမှာပြသပြီးတော့ကုသတင်ကြောင်းယခုအခါမှာအနာယောဂတိုက်ဖြတ်ရေးဌာနမှာအခမဲ့ကုသပေးနေသည်မှာအထူးအားထားရကြောင်းများပင်ဖြစ်သည်သို့တော်နွယ်သည်ကျမညွှန်ပြတဲ့လမ်းကိုဖြောင်းဖြောင်းတန်းတန်းနဲ့မလိုက်နွယ်ဟာမိသားစုထဲမှာကံအခေဆုံးမှမမစင်အခုနွယ်အဖြစ်ကိုမိသားစုထဲမှာတော့အတိမပေးရဘူး
နောက်ပြီးຫນွေဟာအလုတ်သမားတရားမို့ຫນွေရဲ့အလုတ်ဌာနတည်သွားမှလဲဆိုတယ်ဘာဖြစ်ဖြစ်မမစိန်နဲ့ပဲတွေ့ချင်တယ်မမစိန်စီကိုပဲလာပြရစီဟူရေးသာထပ်မှန်ရေးပြန်ကြားခဲ့သည်ကျမကလည်းနားလည်နိုင်ပါသည်အနာရောဂါနဲ့ပတ်သက်လဲမပွင့်လင်းရဲသောအယိုးဆွဲနေသည့်အစဉ်လာကိုမလွန်ဆန်နိုင်သည့်တာရကပင်ဖြစ်သည်တကယ်ဆိုတော့ယခုခေတ်မှာအနာရောဂါဖြစ်တိုင်းအလုတ်ထွက်ရန်မလို့တနေ့တပြားဆေးမမှန်စားရုံများနဲ့ယောဂပြောင်းမိဖြစ်ကြောင်းကိုအတိတရားရှိဖို့ပဲလိုသည်နောက်ဆုံးတော့ကျမကပင်သူ့သဘောကိုလာယောဂလာခဲ့ပြီတော့ဟုဆိုသည်နှင့်ခွင်300ယူကသူကြီးကြီးတန်းတဲ့အတူရောက်လာခြင်းဖြစ်လေသည်ရောက်သည့်ညတဲ့ຫນွေသည်ကျမအားဖြစ်ကြောင်းကိုယ်စဉ်ပြပြတော့မှသူကြီးကြီးတန်းမှာဒူမာချော၏ဖြစ်အင်ကိုသိရှိသွားကရှိုင်းကိုရှာတော့သည်အစားကတော့ຫນွေထူးခြားတဲ့အပြုမှုများအတွက်ကိုစိတ်တစဝင်နာအစာပြိုးလာခြင်းဟူ၍တန်ရီသားလုံးကပင်ထိမှတ်နေကြသည်ဟုဆိုသည်ယခုလဲစာရေးဆရာမဆစ်စင်နှင့်တွေ့ဆုံရန်တာယာဝတီသို့သွားမည်ကြီးကြီးတက်ကိုအဖော်ထည့်ပေးပါမထည့်ပေးရင်တယောက်တည်းဖြစ်သည့်နည်းနဲ့သွားမည်ဆို၍ဘူးမသိဘာမသိနဲ့လိုက်လာရကြအောင်လဲပြသည်ကျမကလည်းအားပေးစကားကိုဆိုရပါသည်ကဲကြီးကြီးအခုကျမနဲ့တွေ့ရတော့ຫນွေတက်ကိုစိတ်ပူစရာမရှိတော့ဘူးမနေ့ပြန်မှာအနာရီတိုက်ဖြတ်ရေးကအင်စပက်တော်ဦးအောင်တင်နဲ့တွေ့ဖို့စီစဉ်ပြီးသားပါစေကူဖို့အတွက်ကိုအကောင်ဆုံးနီးလန်းတွေကိုညွှန်ကြားပေးပါလိမ့်မယ်ကျမလည်းဟိုတုန်းကတော့တရားမဲ့မစင်မချင်းအကြောက်လွန်တာတွေလည်းရှိခဲ့ဘူးတယ်အခုတော့အမြင်မှန်ရလာခဲ့ပါပြီသွေးတိုးယောဂအဆိုင်ယောဂငှက်ဖျားကင်ဆာအဆုတ်နာယောဂစတဲ့ယောဂတွေဟာယောဂတစ်ခုဖြစ်သလိုအနာယောဂဆိုတာကလည်းယောဂတစ်ခုပဲမို့ယောဂဖြစ်လာရင်စေကူသားမှုခံရမယ်ဒီလမ်းစဉ်ဟာမှန်ကန်ဖြောင်းမှန်တဲ့လမ်းစဉ်လည်းဖြစ်တယ်ရာဇဝတ်မှုကျူးလွန်တာလည်းမဟုတ်စာရိတ္တပြပြတာလည်းမဟုတ်ဘဲနဲ့တရားလွန်ရှက်ကြောက်ပြီးတော့ဖုံးကွယ်နေသည်များလမ်းကွေလမ်းကောက်တွေအန်ရည်ပြီးမဲ့အမှားယွင်းနေကြီးပါပဲအသက်တချောင်းကိုတန်မိုးမထားလို့ရလဲကြတယ်ကျမတော့အခုချိန်မှာစေဘေးကန်သွားတဲ့နေ့ဆိုရင်တက်ဆွမ်းသမျှကိုကောင်းကောင်းတတ်တတ်ဝစ်ဆင်သွားတယ်လမ်းမအတိရတွေ့ရင်ကျမကိုဘယ်သွားမလဲလို့မေးပါစီလို့အောက်မိတယ်မေးကြပြီဆိုရင်လည်းဟုတ်ကဲ့ကျမကိုရီယောဂစေဘေးကန်ကိုသွားပြီးဆေးစစ်မလို့ပါဒီလိုပဲရဲရင်ဖြေတယ်ဘယ်နဲ့လဲဆေးစစ်တာအောင်ရဲ့လားဒီလိုဆက်မေးရင်လည်းကျမတော့သဘောကျပါတယ်ဟုတ်ကဲ့အောင်မြင်ပါတယ်ဒီလိုဖြေရတာကိုတပားသူများဒီလန်းစင်လိုက်လာအောင်လို့နမူနာပြရတယ်လို့ဝမ်းသာမိပါတယ်ညီမနွယ်နဲ့ကြီးကြီးတို့လည်းစိတ်အေးထားပြီးတော့သာအိတ်ကြပါတော့နနန်လင်းတော့ကြီးကြီးတက်သည်အစောရိထကဖျားရှိခိုးနေသည်သူ့တူမတော်ကိုစုမုံကောင်တောင်းနေသည်ကိုပြောစရာပဲမလိုနွယ်ကတော့စေးပေးကန်းသွားရင်စိတ်ဆောနေ၍တညာလုံးကောက်ကောက်အိမ်မပြောဟုဆိုသည်ယခုအင်စပက်တော်ဦးအောင်တင်ရှီမောက်တို့ရောက်တဲ့အခါမှာနွယ်ကိုလေးမှာတုံရည်နေရှာသည်ဦးအောင်တင်မှာနွယ်ပြောပြတော့အဖြူကွက်လေးများကိုကြည့်ရှုရန်ကျမနဲ့နွယ်ကိုစသက်ခန်းသို့ခေါ်သွားသည်နွယ်ကအင်ကြီးကိုချုပ်ကထမင်းရရှားလေးနေရှက်နေသည်သူ့ကြောပြင်နဲ့လက်ပြင်များမှာအဖြူအောင်အကွက်ငယ်များမှာအတော်များများပဲရှိနေသည်ဆရာဦးအောင်တရားပြုံးသည်ပြီးတော့အတချောင်းယူကအကွက်ငယ်များကိုထောက်ကြည့်သည်အပူအေးကိုစမ်းကြည့်သည်ပြီးတော့အတန်ထွက်အောင်မြင်ရှဲသည်ခမ ्या ဥစ္စာဘာမှမဟုတ်ပါဘူးဗျာညှင်းကွက်လေးသည်ရှင်ဟုတ်ရဲ့လားဆရာတေချာရဲ့လားဆရာနွယ်သည်မျက်နှာလေးဝင်သွားကရှိုင်မောတန်လေးနဲ့မေးသည်စိတ်ချပါဗျာကျွန်တော်တို့ကမြင်ုံနဲ့တည်တယ်စေးကုဖို့လိုရင်ပြောမှာပေါ့အခုဟာညှင်းကွက်လေးသည်အိုးနွယ်ဘာပြောရမှန်းမသိတော့ပါဘူးဆရာကရောမမစိန်ကိုရောမသိမချင်းကိုကျေးဇူးတင်ပါတယ်ရှင်တကယ်တော့မိနွယ်ဟာတေရင်းကနေလွတ်ခဲ့တာပါမမစိန်ရဲ့စားတွေကိုသာမဖတ်မိရင်ဒီလိုသာမလာဖြစ်ဘူးဆိုရင်နွယ်ဟာကိုဆုံးပြက်ချက်နဲ့ကိုအသေးစိုးနဲ့တေးရတော့မှာပါဒါနွယ်ငယ်ငယ်ကဝစီကန်နဲ့ကျိုးလွန်ခဲ့လို့ဝတ်ခံရတာပဲဖြစ်မှာပါအခုတော့ဝေဒနာရှင်တွေပေါ်မှာနွယ်အများကြီးပဲကိုချင်းစာတတ်ပါပြီနွယ်စိတ်ထဲမှာတတိရတဲ့ခါတိုင်းဝေဒနာခံစားနေရတဲ့သူတွေကိုနွယ်မြစ်တာပို့ပါမယ်မမစိန်တနစ်ခွဲလုံးစိတ်ဆင်းရဲခဲ့ရသမျှနွယ်တက်တော့သင်ခန်းစာတွေပါပဲနွယ်ရဲ့ညီမလေးရဲ့နွယ်ဒီပြောရင်းနဲ့မျက်ရည်တွေလည်းစီးကြလာကအင်ကြီးကိုပြန်ဝင်နေသည်ပြီးတော့ဆရာဦးအောင်နေနဲ့ကျမကိုဥချနေပြန်သည်ကျမကနွယ်အားလက်ကမ်းထူကထားရက်စီလိုက်သည်မျက်ရည်လဲလဲနဲ့ပြုံးနေတော့နွယ်မျက်နှာလေးမှာပြေးဝတော့အလှတွေစူဝေးနေပါသည်အထက်ပါဝတ္ထုတို့လေးမှာဖတ်ရှုကောင်းအောင်လို့အနှဲငယ်မှုတ်ချက်သည်မှာအပါအမီနေရဲ့လွှဲပြောင်းထားသည်မှာတပါအားလုံးကအမှန်နေကြီးပဲဖြစ်သည်နောက်တစ်ယောက်ကတော့လေတက်မှအသက်20အရွယ်လူငယ်လေးတဦးပင်ဖြစ်သည်သူသည်ကိုရန်အောင်များဖြင့်ကြောင်းထွက်အလုပ်လုပ်ကမိဘများကိုရဝေးရနေထောက်ပံ့နေသူလည်းဖြစ်သည်လုံသက်တစ်နှစ်လောက်ရာဆယ်မှာသူ့ရင်ပန်းနဲ့ပေါင်တစ်ဖက်မှာထုံကွက်နှစ်ကွက်ပေါ်လာလေသည်ကြောင်းဝနာဝရှိသည်မို့သူသည်ယောဂစင်းမြစ်ကိုရိတ်စားမိက6ချားရီလေလာသည်တငယ်ချင်းများခက်ခဲမင်းမင်းနဲ့ဖလားရန်လာလောက်တိုင်းမှာသူစိတ်ဆင်းရဲရသည်ငါမှဒီယောဂရှိမှမသိလို့သူတို့ဖတ်ကြတာငါယောဂအကြောင်းအောင်သာသိရင်သူတို့တွေငါ့ကိုယွန်ကြရှောင်ကြတော့မှာသူအိယာထသူတငယ်ချင်းတွေလာရောက်လှဲအိတ်နေရင်လဲစိတ်ပူမိလေသည်ငါယောဂတွေသူတို့ကိုကူးဆက်သွားမှဖြင့်စိုးရင်ပူပန်မိသည်ဒီယောဂအထက်လူတွေတည်သွားကြရင်ငါအလုပ်ပြုတ်တော့မယ်အဆက်ကွဲပြီးမှအလုပ်ပြုတ်မဲ့အတူတူစောစောစီးအလုပ်ထွက်လိုက်ရရင်ကောင်းမလားအချိန်ချင်းလဲကြံစတွေးမိသည်
အလုံးမရှိအကမရှိနဲ့မိဘများထံသို့ပြန်သွားကဒုက္ခပေးရမည်ကိုလည်းစိတ်ဆင်းရဲသည်ဒီတော့မှသွေးတောက်မဂဇင်းမှာအဖဦးရအောင်ရေးသောဝိထုတို့တစ်ပုဒ်ကိုသူဖတ်ရသည်ထိုဝိထုမှာယောဂကျွမ်းနေသောအနာယဝေဒနာရှင်တို့၏ဒုက္ခပင်လယ်ဝေးနေပုံကိုတရုပ်ဖော်ထားခြင်းဖြစ်သည်မှတ်ချက်ဤဝိထုတို့နှင့်ပတ်သက်၍အဖဦးရအောင်ကနောက်မှဤကဲ့သို့ထိခိုက်လောက်သောဝိထုမျိုးမရေးတော့ပါအကျိုးပြုရန်စင်ញင်ရေးသားပါမည်ဟု၍ဝန်ခံပြီးလည်းဖြစ်သည်ထိုဝိထုကိုဖတ်ပြီးတဲ့အခါမှာတနေ့မှငါလည်းဒီလိုဖြစ်ချင်ဖြစ်လာမယ်ဒီလိုဖြစ်ရမယ်အတူတူစောစောတေးလိုက်တာပဲကောင်းမယ်သူအကြံဖြစ်လာသည်သူတရားမြင့်အရက်မှလည်းသူအားတီးဘူးမြင်မှုသူတစုံတယောက်မှမရှိတော့သူ့နာမည်နေရက်ကိုမြည်သူမြမဖော်ထုတ်နိုင်သောအရက်မျိုးဖြစ်ရမည်ဟု၍လည်းစိတ်ဆုံးဖြတ်ထားလေသည်ကြိုတင်ပြင်ဆင်မှုအနေနဲ့မိဘများထံသို့လစဉ်တင်ပုံမြဲဖြစ်တဲ့ငွေကိုမပိုဘဲနဲ့ထားသည်စာလဲတစားမှမရေမိတ်ဆွေအားလုံးနဲ့လည်းအဆက်အသွယ်ဖြတ်ထားလိုက်သည်ဒီလိုတော့မှငကွာလည်းစာဘတ်ဝါနာခံရှိသည်မို့ရှုမွားမဂဇင်းကိုကောက်ကမိသည်တပုတ်ရေးဘူးသူကျေးဇူးဟူသောစိတ်ဆဲဝတ္ထုတို့လေးကိုဖတ်မိသွားပြန်သည်စာရေးသူစိတ်စိတ်ကိုယ်တိုင်မှလည်းအနာကြီးယောဂရဲ့တန်ကို15နှစ်တိုင်တိုင်အလိုးလိမ့်ခန်းစားခဲ့ရကြောင်းယခုကျမ်းမာရေးပြောင်းလဲသွားပြီဖြစ်ကြောင်းကိုသိရတဲ့အခါမှာမူလအစီအစဉ်တွေလည်းပြပြသွားကတအားတက်မိလေသည်တေချာလို့စာရေးစုံစမ်းပြီးဟုဆိုကချက်ချင်းပင်စာရစာကိုရေးသည်စာရေးဆံမတော်စင်စင်တာယာဝတီမျိုးဟူ၍လိပ်စာတက်ထားသောထိုစာမှာကျမထံသို့စာရေးများများရောက်ရှိလာသည်စာထဲမှာကျမထံသို့လာရောက်ရေးတွေ့ဆုံကဆွေးနွေးပြရစီဟူ၍ပါရှိသောကြောင့်လာနိုင်ခဲ့ကြောင်းဖြင့်ဖိတ်ခေါ်လိုက်လေသည်လူငယ်လေးကကျမထံသို့ရောက်လာသည်နှင့်သူ၏ဖြစ်ကြောင်းကုန်စင်ကိုတင်ပြပြောဆိုရှာသည်မင်းရယောက်ျားတယောက်ပါကလေးရဲ့အာမလျှော့ခြင်းစမ်းပါနဲ့မမစိန်လိုမိမသားတယောက်တောင်တင်မင်းကိုအန်တုပြီးတော့ဘဝတိုက်ပွဲကိုဆင်နွှဲခဲ့တယ်အရာအလုံးအရှုံးပေးထားရတဲ့မမစိန်အတွက်ကိုဂုံအန်တုစရာဆိုရင်လဲဇာယတာတစ်ခုပဲကြံပါတယ်ရုံးနဲ့လူလုံးမရရင်စိတ်နဲ့လူလုံးမယ်ဆိုပြီးဒီဂုံတစ်မျိုးတည်းနဲ့ဘဝကိုတိဆောက်ခဲ့ရတာပါအခုဆိုရင်မင်းဟာတိုက်ပွဲကိုမဆင်နွှဲရမီတဲ့ကမုတ်ချအောင်နိုင်ရမယ့်တဏ္ဍကဗျူဟာကိုနီးတွေ့ထားသူပါမင်းတို့ကအိမ်မတန်ကံကောင်းတဲ့သူတွေပါခင်မီနိုးကြတဲ့အသည့်တရားတွေခင်မီစေးဝါးတွေဟာမင်းတို့ရဲ့ဘဝအညွန့်လေးတွေကိုမညွှရမနှွှဲရလေအောင်လို့အသင်ရှိနေပြီးသားပါမမစိန်တို့ရဲ့ဘဝအတွေ့အကြုံနဲ့နှိုင်းဆိုင်ရင်မင်းတို့ရဲ့ဘဝဟာအဖက်ဖက်ကနေပြည့်စုံနေပြီးသားပါမမစိန်မင်းကိုတစ်ခုပဲတောင်းပန်ပါရစေမမစိန်မင်းကိုတစ်ခုပဲတောင်းပန်ပါရစေယောဂနုနေတော့မှအနာရီယောဂတိုက်ဖြတ်ရေးဌာနနဲ့ဆက်သွယ်ပြီးစိတ်ကူပါဆေးကူးလို့ပြောက်ကွင်းသွားရင်ကိုယ့်လိုဝေဒနာခံစားနေရသူနဲ့တွေ့ရင်ကျွန်တော်ပဲဆေးကိုတုံးလို့ယောဂပြောက်ခဲ့ရပါတယ်ဆိုတာကိုပြန်ပြောဖို့ဝင်မလေးပါနဲ့ကျမဒီတနေ့လုံးမှာပဲအားပေးစကားများကိုထမနာပြောဆိုနေခဲ့သည်ဟုတ်ကဲ့ခင်ဗျာကျွန်တော်မမစင်ရဲ့စာတပုတ်ကြောင့်အသက်ရှင်နေရသူပါမမစင်ရဲ့စကားကိုလေးစစနာယူပါမယ်စိတ်ချပါတငယ်လေးကလည်းကျမတောင်းဆိုသည့်အတိုင်းဝန်ခံကတိပြုသွားလေသည်နောက်ဆုံးကြားသည့်သတင်းမှာကတငယ်သည်ဝေဒနာပြောက်ကွင်းသွားကလက်ထက်လိုက်ပြီးဟူသောသတင်းပင်ဖြစ်သည်တချင်ကကျမရဲ့အသက်ရှင်နေရေးမနေရေးကိုစာပေကအဆုံးဖြတ်ပေးခဲ့သလိုကျမရေးသားသည့်စာနှစ်ပုဒ်ကအသက်နှချောင်းကယ်ဆယ်ခဲ့ခြင်းမှာလဲစာပေပညာပိုင်းဆိုင်ရာအောင်မြင်မှုတစ်ခုဟူ၍ခေါ်ဆိုရပေမည်ကျမရဲ့နဲ့လူမှုရေးငွေကလေးတန်း200လောက်လစဉ်ဝင်ငွေရှိရင်တော်ပြီကျမဘဝမှာကျမရဲ့နဲ့ပတ်သက်သောအတွေ့အကြုံဝင်လာမိတိုင်းမှာဤကဲ့သို့ညီးတားမိသည့်ချိန်ပိုင်းမှာမရင်မတွက်နိုင်မီစိတ်ကူးရင်လွန်သည်လောဘကြီးလို့သည်ဟုဆိုရင်လည်းခရမည်ပဲဖြစ်သည်သို့တော်ဒီဆန္ဒတည်းလှိုင်လဲစာနဲ့ဖြစ်ပေါ်လာခြင်းမှာမိမိကိုယ်ရေးကိုယ်တာအတွက်တော့မဟုတ်ကမ္ဘာလူသားများအတွက်ကိုထားရှိအပ်သောစေတနာတရားကနေထက်တတန်နှင့်တွန်းကန်ပွင့်ထက်လာသောဆန္ဒတရားသာလျှင်ဖြစ်သည်ဟုတ်ကဲ့ဒီဆန္ဒတရားတတိတီလာခြင်းကိုလည်းဝိထရဖွင့်ရပါအောင်မည်လက်တွေ့အလုံးလုံးကြည့်လေမလွယ်လေပဲမမစင်ကြီးတာယာဝတီခရိုင်မှာအနာရီတိုက်ဖြတ်ရေးဌာနလက်ထောက်ဆောက်ရှောက်ရေးမှူးကိုကျော်ဝင်းသည်ကျမနဲ့တွေ့ဆုံဆွေးနွေးကြသည့်အခါတိုင်းမှာပြက်ခတ်ညှဉ်းညူနေတတ်သည်ကျွန်တော်လူနာထဲမှာ18နှစ်အရွယ်အမျိုးသမီးလေးတစ်ယောက်ရှိတယ်ရုပ်ဆင်းလဲတော်တော်ပြက်နေရှာပြီမျိုးစုံမျိုးပြားရထားလိုက်နှစ်ပေမှာဆယ်ပေပက်လက်လောက်ရှိတဲ့တဲကလေးနဲ့နေတယ်မိဘလည်းမရှိဘူးသူ့ကိုလှုပ်ကြေးပြုစုနေတဲ့သူ့ညီမလေးက12နှစ်ပဲရှိသေးတယ်အဲ့လူမမယ်မလေးရေထမ်းရောက်နေရတဲ့လှုပ်စာနဲ့ညီမနှစ်ယောက်မှာစားတောက်နေရတယ်လေညီမလေးရေထမ်းသွားတဲ့အခါမှာသူကထမင်းချက်ပေါ့အဲ့ဒီအချိန်တွေမှာကျွန်တော်သူ့အပူလောင်ပြီးကိုလက်အင်ကပျက်စီးမအောင်ဆိုရင်လို့ထမင်းမချက်ပါနဲ့လို့ပြောလို့ရမလားကျွန်တော်တို့ပေးထားတဲ့ DDS ကစားသုံးသူဝင်အင်အားဆုပ်ယုပ်စေတယ်အာဇီမျိုးစုံစားပါကျုံနာတို့စားပါလို့ပြောလို့ဖြစ်မလားအသက်ရွယ်ငယ်နိုးတဲ့ညီမလေးတော့ကိုယောဂကူးဆက်မအောင်ကြောက်ရလို့အခန်းတီးကြခွဲနေပါလို့ပြောလို့ဖြစ်မလားဆယ်ပြီးပတ်လက်တဲထဲမှာနေရတဲ့သူတို့ဘွားတက်ကျွန်တော်တတ်နိုင်တာလည်းတစ်ခုပဲရှိတယ်ညီမလေးကိုယောဂကူးဆက်မခံရအောင်လို့ကြိုတင်စီးကြွေးထားဖို့ပဲဒီတော့လဲခွန်အားသုံးရတဲ့အလုပ်ကြောင့်ကိုနေ့စဉ်လုပ်နေရတဲ့အပေါ်မှာအာဟာရဖြစ်တဲ့အစာကိုမစားရဘဲနဲ့အားနဲ့စီတတ်တဲ့စီကိုစားနေရှာတဲ့လူမမယ်မင်းကလေးတယောက်ရဲ့ဘဝကိုစဉ်းစားကြည့်စမ်းမအောင်လေတခါညီမလေးရဲ့လှုပ်ရှားကိုမတက်တာလို့ထိုင်စားနေရတဲ့သူ့အမယောဂတဲ့ရဲ့ဘဝကရောဘယ်လောက်များဆိုးဝါးလိုက်လဲ
ပြီးတော့လည်းရှိသေးတယ်မနက်မိုးလင်းကျိုးခွေတခွေနဲ့ပတ်စိန်တလက်ကိုယူပြီးတော်ရဲသွားထင်းခွေရောက်နေရတဲ့အသက်60အရွယ်ယောဂတဲ့ဘာကြီးတရားတော်ပါတော့မောင်ကျော်ဝင်းရဲ့တော်ပါတော့မမစိတ်မကြားရတော့ဘူးသူ့ကိုတားမြစ်လိုက်ပြီးတဲ့နောက်မှာကျမဘာသာငိုင်တွေပြီးတော့စဉ်းစားနေမိသည်အနာယောဂသည်ဆင်းရဲရည်လူနေမှုစနစ်ညံသောတားမြစ်များမှာပုံမွေးအဖြစ်များသည်ဟုဆိုခြင်းမှာယခုကြားသိနေရသောအကြောင်းများကြောင့်လည်းဖြစ်သည်အိမ်နေရနဲ့အခြေတကျနေနိုင်သောကျမပင်လင်းဆရာဝန်ညွှန်ကြားသည့်အတိုင်းကိုလိုက်နာနိုင်ပါရဲ့လား B complex ADP Furamin BC သို့မဟုတ် Ferriza စသည့်အားဆေးများကိုတသက်ပတ်လုံးသုံးစွဲပါဟုဆိုသည်ရမန်ရန်ကစစ်ဆေးရမှာလည်းအားနဲ့နေလွန်းသည်ဟုဆိုသည်ကျမလည်းရမန်ရန်ကအခိုက်အတန့်အဖြစ်သာနွားနို့ချက်ဦးစသည်တို့ကိုစားသုံးနိုင်ကအားဆေး2မျိုး3မျိုးကိုစားသုံးနိုင်ကအများအဖြစ်တော့အနားထူးထူးဌာနကနေအခမဲ့ထုတ်ပေးသော Ferriza အားဆေးတစ်မျိုးတည်းကိုသာအားပြု၍စားနေရသည်ဘယ်သားကအသိရမှာဗာရက်ပါသည်ဘယ်ပုံချက်ပြုတ်၍စားသုံးရမည်ကိုသိပင်သိသည့်တိုင်အခြေအနေမှာဖြစ်တယ်လို့စားသုံးရနေရလေသည်ဘိုက်ပြင်းလင်ပြီးရောဟူ၍သဘောထားလိုက်ရသည့်အချိန်တွေကလည်းမနှဲအားလုံးကိုခြုံတွင်းမိတိုင်းမှာစိတ်မောလှလေသည်လူများသုံးဆွဲနေသည့်ရေကန်မှာအနာရောဂါတွေများရေချိုးရင်ချိုးပြန်ပြီးရုပ်ရှင်ကြည့်ပြန်ပြီးပွဲလန်းသပင်များမှာတွေ့ရပြန်ပြီးစသဖြင့်သတင်းစာများမှာအဟွေးကြသောတိုက်တာများကိုဖျက်ရလျင်ရှင်ထဲမှာလည်းကြက်ကြက်လာကတပ်ပြင်းတွင်တွင်ရှိုက်မိသည်ကျမကိုယ်တိုင်ဖြစ်နေလဲကိုချင်းစာမိသည်ကျမ၏စိတ်ဓာတ်ကိုအစာကျွေးရန်စိတ်ကိုဖြော်ရည်နှစ်သိမ့်ရန်အတွက်မှုရောဆွဲလန်းဆုံးဖြစ်သောစာရေးစာပတ်ဝါဒနာ၏တစ်ခုလုံးရှိနေပါသေးသည်သို့တိုင်အောင်လည်းအခါခတ်သိမ်းအတွက်တော့မလုံလောက်သည်တနည်းတလန်းသောထွက်ပေါက်ကလေးများလည်းလိုအပ်နေသေးသည်စက်ပွဲအငိမ်ပွဲစသည်တို့ကိုမူကျမတို့အိမ်အစဉ်လာရအတော်ပဲကင်းကွာသည်ငယ်စဉ်ကလည်းဖျားစုကြစုလို့ယုံကြည်ဘူးသည်ဆိုယုံမြပဲကြည်ဘူးသည်ဒီနောက်ပိုင်းမှာ15နှစ်လုံးလုံးအိမ်ပြေလဲမထွက်သည်မို့ဘယ်နေရာမှာဘာပွဲကာဝဲရှိသည်ကိုသိမိလိုက်ခြင်းလည်းမရှိတတ်ပေပြင်မပြင်လင်ထွက်စားပြုသည်နောက်ပိုင်းအချိန်များမှာလည်းသားမိ3ယောက်ထဲသာရှိသည့်အိမ်မို့ညမထွက်ရအမိန့်မှာအလိုလိုပဲရှိပြီးဖြစ်နေသည်အပြင်ထွက်သည့်သူကလည်းတယောက်ထဲလည်းမထွက်ဝင်မထွက်လို့2ယောက်ထွက်ရင်လည်းအိမ်မှာမမေ့ကိုတယောက်ထဲထားခဲ့ရမဖြစ်ဒီတော့ကလောင်ကိုင်သူတယောက်အနေနဲ့တီမီခေါမိရှိသေးသည်ဟုတွေးမိသည့်တိုင်ဘာပွဲမှမကြည့်ဖြစ်ပဲလည်းရှိသည်ရုပ်ရင်းဆိုတာကတော့အငယ်လေးတည်းကနှစ်သက်ခဲ့ဘူးသည်နေပွဲမို့လို့လည်းကြည်လဲကြည်ပေသည်ဒီတော့မိမိဝေဒနာမှာအများသူငါတော့ကိုအန္တရာယ်မရှိပါဟုစိတ်ချရသည်နဲ့မယ်ရုပ်ရှင်ကိုစားကြည့်ဖြစ်သည်ရုပ်ရှင်စားကြည့်သည့်နေ့မှာပွဲဥဒတ်ကြုံရသည်ကတော့ကျမအနာမှာတရုတ်မလေးတူဦးနဲ့အမျိုးသမီးကြီးတူဦးတို့တုတ်ခနဲထား၍ထိုင်ကုန်ပြောကြခြင်းပင်ဖြစ်သည်ကျမကမနှင်းမြို့ပေါ်မှာထရှာသောထိုအပြုမှုမှာကျမကကိုင်းရိုက်သလိုနာကျင်သွားစီလေသည်ရှက်လိုက်သည်ကလည်းမြေကြီးကြားလူနီးပင်ဖြစ်သည်ငါမှားပြီလားဟုတွေးကြည့်သည်ကျမမမှားပြီအများသူငါတော့ကိုအန္တရာယ်မရှိပါဘူးဟုဆိုသည့်တိုင်9နှစ်လုံးလုံးစေစားပြီးစိတ်ချလက်ချရှိမှသာထွက်လာခဲ့ခြင်းဖြစ်သည်သို့တော်ဒီအကြောင်းကိုကျမလည်းပင်မှာစာဆွဲထားရမလားမောင်းခတ်ထားရမလားနောက်ဆုံးတော့သူတို့နားမလည်လေလို့ပဲဟု၍စိတ်ဖြီလိုက်ရလေသည်မိမိမှာအမှန်ဘက်ကရှိနေသားပဲဟု၍အားတင်းထားလိုက်ရသည်နောက်ပိုင်းမှာလည်းဒီလိုဖြစ်ရလေးမျိုးကိုမကြကြုံရလေသည်1969ခုနှစ်ထဲမှာဓမ္မမိတ်ဆွေတူအခေါ်ကောင်းတွေနဲ့ဓမ္မရိပ်သာတို့တစ်ကြိမ်တစ်ခါတရားနာသွားမိရာကနေမိမိနားမှာထိုင်နေသောအမျိုးသမီးကြီးတူထပြေးသွားသည်ကိုကြုံရသေးသည်ခတ်တီမှာဒီလိုဖြစ်ရခြင်းသည်အနာရောဂါဖြစ်ဖို့သည်ဟုသောနောက်ကျောင်းဖြစ်ရက်ကိုတည်ထားသူတွေအတွက်သာဖြစ်သည်နောက်ကျောင်းမသိတဲ့သူတွေအတွက်မှာကျမရုပ်သွင်းသည်အသက်အရွယ်ထက်ကိုပိုရရင်းရော်နေသည်မှာအပါဘာမှထူးခြားသိမှတ်ဟန်လည်းမရှိဤတွင်ပင်အယိုးဆွဲနေသောအစင်လာကျောင်းဆိုသည်မှာထင်ရှားနေသည်ဒိုးလင်ပြဿနာမှာမရှုပ်သိမ့်မရှုံမခတ်သိမ့်မခတ်နေခြင်းပင်ဖြစ်သည်ရှင်းကျင်ရင်လည်းအလွယ်လေးပဲဖြစ်သည်ဝေဒနာရှင်တို့အပိုင်းမှာလည်းမိမိဘဝကိုတစ္ဆာစောင့်သိရန်လိုသည်ဤဝေဒနာတော့ကိုမိမိမြများလောက်ပူလောင်ဆင်းရဲကြရသည်ဘဝဆုံးမြခံစားရသည်တို့ကိုတွေ့ကြုံမိဖြစ်ရာတပားသူများမိမိကဲ့သို့မခံစားရပါစေနဲ့ဟုသောစေတနာကိုထားရှိအပ်လေသည်အကောင်းဆုံးမှာမိမိမှာယောဂရှိပြီးဟုထင်သည်နဲ့တပြိုင်နက်အနည်းဆက်ဆုံးအနာရောဂါကုသရေးဌာနသို့သွားကယောဂရှိကြောင်းအမှန်ကိုသိရလေထိုဌာနမှာမှတ်ပုံတင်ပြီးဆေးကိုအခမဲ့မှန်မှန်တောင်းယူ၍မှီဝဲသိသည်ဆေးကိုဆရာဝန်သို့မဟုတ်ကျွမ်းကျင်သူတယောက်ကနေရက်ပါတော့ဟုပြောသည့်တိုင်စိတ်ရှည်လက်ရှည်နဲ့စားတောက်သိနေသည်ဝေဒနာရှင်သည်ယောဂပြောက်ပြီးအထင်နဲ့မိမိဘာသာဆုံးဖြတ်ပြီးဆေးစားရဆိုင်ကြီးကိုမပြုသည်ကုသတတ်သောဝေဒနာရှင်ဖြစ်ရင်လည်းအခြားသူများအားယောဂမကုသစေရန်သတိနှင့်ဆင်ခြင်ပြီးတော့နေသည်ဖြစ်နိုင်မှာကယောဂကုသနိုင်တဲ့ကာလအတွင်းတိချနေသည်ကလေးသူငယ်များအားထိတွေ့ကံတွင်နမ်းရှုပ်ခြင်းမပြုဘဲအိမ်နောက်မပြုဘဲနေနိုင်ရင်လည်းပို၍ကောင်းသည်ဝေဒနာကင်းမဲ့သူတို့အပိုင်းမှာလည်းအယိုးဆွဲအသေးခိုင်နေသည့်အဆွဲလန်းများကိုပယ်ဖြတ်ကာစာနာထောက်ထားသိနေသည်တရလုံးအဖြစ်သေးနေကြတဲ့စိတ်ဓာတ်များကြောင့်ကုသရေးအပိုင်းမှာအခက်အခဲရှိနေရသည်ကိုလည်းနားလည်သိနေသည်စင်စစ်မှာပျော်ရွှင်စရာမျိုးစုံတို့ကိုတနည်းသေးတမျိုးထွင်ကတဖုံနဲ့ရှာဖွေလေးရှိကြသောလူဘဝအား
ချမ်းမြောင်ကြီးစံချိန်ကပူဆွေးတော့ကပြပါရတို့ဖြင့်ဝင်းရပွင့်နောက်နေသောလူအလှမှာကင်းကွာနေကြသောဝေဒနာရှင်တို့အတွက်ကိုစိတ်ဓာတ်၏ခုနာစရာဖြည့်သိမ့်စရာတို့မှာအဆများစွာပုံမွေးရှိတိုက်သိမ့်မိသည်ထိုအတွင်းမှဆက်နွယ်ကငွေတန်း200လောက်လစဉ်လိုချင်လိုက်တာဆိုသောတောင်းတမှုများပေါ်ပေါက်လာရခြင်းလည်းဖြစ်သည်ဖြစ်နိုင်မည်ဆိုလေအနားဝေဒနာရှင်တို့အတွက်ကိုအဆအရင်ထားကတနည်းစီတသွင်စီဝေဒနာခံစားနေရသောလူမမာများအားလုံးကိုဒစ္စနီးလန်းလိုစိတ်အငြင်းဖြစ်စရာအဆောက်အအုံမျိုးတွေထားပေးလိုက်ခြင်းသည်အာဟာရပြည့်ဝသောအစားအစာလိုအပ်သောဆေးဝါးများသာမကမိသားစုစားဝတ်နေရေးအတွက်ပါနှစ်ရှည်တာဝန်ယူရေးဖြည့်စွမ်းလိုက်ခြင်းလေသည်ကမ္ဘာနိုင်ငံကြီးများ၏ကာကွယ်ရေးနှင့်ဆက်လက်နက်အသုံးစရိတ်များမှာ100%ပင်လျှင်နှစ်စဉ်လျှော့ပေါ့ကြမည်ဆိုရင်ပြီးတော့ထုံငွေကိုသာကျမသဘောနဲ့သုံးဝင်ရမည်ဆိုရင်ကျမ၏စိတ်ဆန္ဒမှာအကောင့်ထဲပေါ်လာနိုင်ကောင်းသည်ဟူ၍လဲအဘိစာပွားကမှန်းဆ၍တွေးမိတတ်လေသည်တို့ရတဲ့ဒီအတွင်းမှာတွေးသည့်ထက်ကိုပိုကအကောင့်ထဲလဲဖြစ်လာနိုင်သည်မဟုတ်ယခုတလောကျမသည်မိတို့သောယောဂမျိုးနဲ့ဖြစ်စေလူမမာတွေကိုမကြည့်ရဲမမြင်ရဲပြီလူမမာကိုကြည့်လေလူမမာခံစားနေရသမျှမိမိကိုယ်တိုင်မှာခံစားနေရသလိုရင်ခုန်လှိုင်မောရည်နေတတ်သည်မိမိမှာနှလုံးယောဂဖြစ်နေပြီလားဟူ၍လဲထင်မှတ်မိလေသည်ထပ်မံရေးစစ်ဆေးပြန်တဲ့အခါမှာကိုခန္ဓာမှာကြံရစ်နေသောအမှန်အသားထက်စိတ်ထဲမှာကြံရစ်နေသောဒဏ်ရာဓာတ်ချက်များကပုံမူရည်လွန်ကဲနေပါသေးသည်ငါကြောင့်သိရင်တပားသူတွေကြည်ပြူနိုင်မှာမလားဤရောစိတ်မှာမိမိအားအခါကသိမ့်ပင်တိမ်ငယ်ရေးအားနေစေသည်ဒီထဲမှာမိမိအတွက်ကိုတပားသူတို့စိတ်နှောက်ယှက်မဖြစ်ပါစေနဲ့ဟုသောစေတနာဆန္ဒလည်းပါဝင်သည်ဒီတော့ကျမယနေ့ရက်တည်နေရသောအချိန်တွေမှာကြည်ကျင်းများများမှရှိသည်မိမိရုပ်ဆင်းတဲ့တံပေါ်မှာတပားသူတို့ကစူးစမ်းသောမျက်လုံးများမကြည်ပြူမနှိမ့်မြိုသောမျက်လုံးများနှင့်ကြီးခံရမည်ကိုစိုးရင်သောကြောင့်တပားသူတို့အားဝုန်းဝင်စားစားမကြည့်မိတတ်သောအကျင့်ကိုလည်းဖျောက်ဖျက်ရမရသေးပြီလူစိတ်သစိမ်းများနဲ့တွေ့ကြလဲဘာစကားမှပြောရမည်ကိုမသိပဲကြောက်အားရနေတတ်သည်လူများများစူးမိနေတဲ့နေရာမျိုးမှာခြေလမ်းမှားတတ်သည်ဘဝချမ်းကျိနေကြသည့်အနှဲငယ်များသောစာပေမိတ်ဆွေစာရေးဆရာများနဲ့ကျမဘဝအစားဆုံးသိလျက်နဲ့ဟိုရခင်ကပင်ဝင်ထွက်နေကြသောမိတ်ဆွေအချို့တို့ထံမှာကျမသည်ရမ်းရည်တွက်လက်နေတတ်သည်မိမိအနေနဲ့ပြောမဆိုမရှိသည့်တိုင်ခွဲလွန်နိုင်ကြသူများဖြစ်သည်ကိုယုံကြည်သိမှတ်ထားတဲ့စိတ်ကြောင့်ရှင်မျိုးဝယ်တို့ကိုပြပြချောချောပင်ပြောဆိုရေမောနေတတ်သည်ရင်းတို့စိတ်နှလုံးကြည်လင်လောလတ်စွာနဲ့နေရတဲ့အခါများမှာကျမသည်မိတ်ဆွေများကိုနှစ်ဆတိုးရခင်မင်းသည်နှစ်ဆတိုးရကျေးဇူးတင်သည်အပျော်ဆုံးနေများမှာထောင်မလွတ်တဲ့နေဟူ၍တနေ့ပါဝင်သတ်မှတ်ထားပုံကိုလည်းသတိရတတ်သည်ထောင်ထဲမှာ15နဲ့အနည်း20များအကျဉ်းချခံနေရသောနှစ်ကြီးသမားထောင်သားကြီးများသည်နေရစေရလွတ်မြောက်တော့မည်ဆိုလျင်အပြင်လောကမှာဘာတွေကိုစားမည်ဘယ်ကိုသွားမည်ဘာလုပ်မည်စသဖြင့်စိတ်ကူးအခွက်ကြကပျော်ရွှင်နေပြီလိမ့်မည်တကယ်လွန်မြောက်ရတဲ့နေမှာနှစ်ပေါင်းများစွာကွဲကနေရသောဆွေမျိုးမိတ်ဆွေများကဝမ်းပန်းတတာနဲ့နှုတ်ဆက်ကြလင်သူ၏ဝမ်းသာမှုမှာအထောထိတ်တုတ်တိုင်မိလိမ့်မည်ဟုတ်ကဲ့လူလောကနဲ့ကင်းကွာကကိုယ်စိတ်ဆင်းရဲစွာနဲ့နှင်းညောင်းတာရှိအကြီးစားခံနေရသောကျမတို့ဝေဒနာရှင်များကိုလည်းဝေဒနာမှလွန်မြောက်ရေးပြောက်ကင်းလာတဲ့အခါမှာလူအများစုကြီးကခင်မင်ကျင်နာစွာနဲ့ကြည်ပြူလက်ခံကြမည်ဆိုရင်အဘယ်မျှပျော်ရွှင်မဲ့ကောင်းမှလိမ့်မည်နီတို့ရရင်အကျဉ်းတော်မှာလွန်မြောက်လာသူများအားထောင်တွန်းဟူသောနာမည်ဆိုးတစ်ယောက်ကိုပေးကမတ်တရီနိုင်မကြည်ပြူနိုင်တဲ့သူတွေရှိလေတကယ်သူဝေဒနာမှလွန်မြောက်လာသည်ကျမတို့ဝေဒနာရှင်များပေါ်မှာအစွဲလန်းအမှတ်သားထားရှိကမကြည်ပြူလို့ညူစုလိုကြသည်များမှာဝမ်းနဲ့စရာကောင်းလာလေသည်တကယ်ဆိုတော့ကျမတို့သည်ရာဇဝတ်ပြစ်မှုများကိုကျူးလွန်ခဲ့ကြသူများလည်းမဟုတ်စပွဲများထဲမှာဆင်းရဲအုံးလားဟဲဟုဆိုကဓမြအထောင်းခံရတဲ့ကဲ့သို့ဝေဒနာဆို၏အကျဉ်းချခံထားရတဲ့သူတွေကိုကတ်ဆိုးရကောင်းလားဟူ၍ဖိထောက်ခံရသည့်သပွဲနဲ့ရှိသည်အိန္ဒိယဝဲဒေါက်တာတင်မြင့်၏အနားဝေဒနာနေတန်းစာအောင်မှာစာရေးဆရာဆန်ထုံးအောင်နဲ့ဒေါက်တာတင်မြင့်တို့၏အမှာစာတို့ကနေစာပိုက်အနေငယ်ကိုကောက်နှုတ်ဖော်ပြပါအောင်မည်မြန်မာနိုင်ငံမှာအရွေးအများအနားဝေဒနာများနေရခြင်းမှာယောဂဖြစ်ခြင်းကြောင့်ရဲ့ကိုရှေးဦးမစွာကပင်မတိသောကြောင့်ဖြစ်သည်မတရားရှက်ခြင်းအာရမကြောက်ရွံ့ခြင်းရဲဆက်ဆက်မဆာနာခြင်းများသည်မတိခြင်းအဝိဇ္ဇာကဖုံးလွှမ်းထားသောကြောင့်ပင်ဖြစ်သည်ထိုမတိခြင်းအဝိဇ္ဇာဖုံးလွှမ်းထားခြင်းကပင်အနားဝေဒနာပေါ်မှာထားအပ်သည့်စေတနာစခန်းတစ်မျိုးတစ်ဖုံပြောင်းလဲခဲ့ရပေသည်ဝေဒနာမှန်လဲစီးပွားရေးကုသရေးအစဉ်လိုက်ရှိခဲ့တော့လဲအနားယောဂနိုင်မှုလူမှုရေးတစ်ချက်ကပိုခဲ့ရပြန်သည်စီးပွားရေးနဲ့ကုသရေးသည်လူမှုရေးကြောင့်နောက်ပိုင်းသို့ရောက်ခဲ့ရလေသည်ဆရာဆန်တော်အောင်ကအထက်ပါအတိုင်းဖော်ပြထားလေသည်ဒေါက်တာတင်မြင့်ကလည်းအောက်ပါအတိုင်းရေးသားထားသည်အိမ်နိုင်ငံမှာရှင်သန်နေထိုင်ကြကုန်သောမြန်မာလူမျိုးတို့သည်စေတနာအရာမှာအလွန်ထက်သန်သူများဖြစ်ကြသည်ဤမြစေတနာထားတတ်သောကျွန်တော်တို့မြန်မာလူမျိုးမှာအနာရောဂါနှင့်ပတ်သက်၍စာနာတနာမေတ္တာတရားထားရမှန်းမသိအောင်ပင်လွဲမနေသောရွေးကြောက်ကြောက်သည့်အကြောက်တရားကလွှမ်းမိုးလျက်ရှိနေပေသည်အမှန်စစ်စစ်အနာဝေဒနာရှင်များအားဤ၍ဤများကြောက်ကြခြင်းကယောဂကြောင့်မဟုတ်ပဲအယုတ်ဆိုးအကြီးတန်းကိုယ်ကာယပြည့်ရင်းစေသောသဘောကြောင့်ပင်ဖြစ်တန်ရသည်
ဤမြအယုံမဆိုပဲပန်းနာအဆုံးနာတို့ကဲ့သို့လှလှပပအတွဲလိုက်စားသောယောဂသာဖြစ်နေမည်ဆိုရင်လူသားတို့ဤမြယွန်းကြလိမ့်မည်မဟုတ်တကယ်ဆက်လက်အလိုမှာဝေဒနာကင်းသူများသည်ဝေဒနာရှိသူများကိုနှိမ့်ဆက်မှမသိနှိမ့်ဆက်ညှင်းပန်းနေသည်လူကောင်းတို့သည်နှုတ်လန်လက်နက်ဖြင့်၎င်းအမူအရာလက်နက်ဖြင့်၎င်းဝေဒနာရှင်တို့ကိုဒဏ်ရာမပေါ်အောင်လို့တပ်ဖြတ်ကြလေသည်အနာဝေဒနာရှင်တို့၏ရုပ်ပိုင်းခံစားမှုသည်ပတ်ဝန်းကျင်မဆာမနာထိုးနှက်မှုကြောင့်ခံရသောစိတ်ဝေဒနာနှင့်စာလင်အသေးအဖွဲပင်ဖြစ်လေသည်သူတို့လဲလူတွေပါလားချစ်တဲ့ခင်တဲ့လူတွေပါလားဟု၍လေးနက်နက်နဲ့ရှုမြင်လာရပေမည်အနာကြီးဝေဒနာရှင်များသည်ယောဂရှိသည်မှအပါရာဇဝေပေးကျူးလွန်ခဲ့ကြသူများမဟုတ်၍ရွေရှာပွဲမရှိကြကြောင်းမခွေရမရှိကြစာရေးသူများရှုမြင်တက်ရပေမည်အနာယောဂသည်လူမှုရေးနှင့်ကြီးစွာပတ်သက်နေသောယောဂလည်းဖြစ်၍တိုက်ဖြတ်ရေးကိုစဉ်းစားလေတိုင်းမှာလူကို၎င်းအဖွဲ့အစည်းကို၎င်းဆန်လက်ထားရေးလုံးဝမဖြစ်နိုင်ကြအောင်တွေ့ရသည်ဤလောကမှာဖြစ်ပျက်သမျှသောအကြောင်းငယ်တို့တွင်ကိုယ်စိတ်နှလုံးဆိုင်ရာဘဝတို့နှင့်ကင်းကွာရေးမရနိုင်လူမှုရေးဆောင်ရွက်ခြင်းအဓိကရည်မှန်းချက်မှာဝေဒနာရှင်ပါဝင်လှုပ်သားပြည်သူတရက်လုံး၏ကိုယ်စိတ်နှလုံးချမ်းသာကြစေရန်ပဲဖြစ်သည်ဤများနဲ့ဒေါက်တာတင်မြင့်စေတနာမှာပေါ်လည်လှလေသည်တခါဒေါက်တာတင်မြင့်ပြောပြသောစကားတစ်ခုကိုမှတ်မိပါသေးသည်လူနာချင်းချင်းတော့ပြောမနေနဲ့လေကျွန်တော်တို့ဆရာဝန်ချင်းချင်းတော့အနာကြီးယောဂကိုတဲ့ဆရာဝန်ဆိုရင်ချင်းကိုက်ပုံများရှိလို့မကုန်နေနဲ့ဟောဒီလိုမသိငါအကြီးနဲ့ကိုအကြီးခံရတာဗျဒီဖြစ်ရမှာတရားမျှတမှုအပိုင်းကနေမြင်မြကျော်လွန်သွားပြီဆိုသည်ကိုတွေးကြည့်စေခြင်းသည်မြေရထဌာနလက်ထောက်ရုံပိုင်းအလုပ်အတွက်ကိုအရွေးချယ်ခရပြီးမှမိမိသဘောလျောက်အနာရောဂါတိုက်ဖြတ်ရေးဌာနသို့စေတနာထက်သန်စွာဖြင့်ဝင်ရောက်လာသောလူငယ်တဦးအားချစ်သူကဆွတ်ပစ်လိုက်သည့်ဖြစ်ရတစ်ခုကိုလည်းကြုံတွေ့လိုက်ရပါသေးသည်ဝိနနာရှင်မဆိုးထားနဲ့ယောဂဆိုတစ်ခုကိုတိုက်ဖြတ်ပါမည်ဆိုသည့်တိုက်ဖြတ်ရေးသမားတွေကိုပါရောနှောရေးရှုတ်ချနေပုံမှာမလွန်လွန်းပေဘူးလားမှန်ပါသည်ဆရာဝန်တယောက်အနေနဲ့လည်းမတတ်နိုင်စာရေးဆရာတယောက်အနေနဲ့လည်းမတတ်နိုင်သည်မှာလူမှုဆက်ဆံရေးအပိုင်းပင်ဖြစ်သည်ဒီကိစ္စမှာအခြေခံလူမှုစနစ်ကြီးတစ်ခုလုံးကိုပြောင်းလဲပေးနိုင်မှာဖြစ်ရှင်းနိုင်မည်ပြဿနာလည်းဖြစ်သည်ဆရာဆန်ထောင်းအောင်ကယနေ့တော်လိုင်းအစိုးရကျန်းမာရေးဌာနသည်အနာရောဂါမြန်မာနိုင်ငံကနေလုံးဝပြောက်ကွယ်ရေးလုပ်ငန်းကိုအဓိကပန်းနိုင်တဲ့ဘွယ်ထားကဆောင်ရွက်လျက်ရှိသည်ကုသရေးအပိုင်းသည်ရခင်ကထက်အားရပွဲကောင်းလာသည်များကိုတွေ့လဲကြုံရရှုံရလေသည်ကျန်လူမှုရေးပိုင်းများကိုမူသက်ဆိုင်ရာသတင်းစာဆရာများစာရေးဆရာများနဲ့အသည့်အတက်အတွေ့စာသည့်ဆရာရှင်များကတအားသမျှကိုဝိုင်းဝန်းကူညီသွားရန်သာဖြစ်သည်ဟုတ်ကဲ့ဤကိစ္စမှာခေကြီးကိုအတင်းပြားရမည်ဆိုပြီးတူဦးတယောက်တည်းကပြုတ်လို့ရည်လည်းမရအယိုးဆွဲနေသောအတွေ့ဟာအတိဟောင်းတွေကိုတော်လန်ကပြည်သူတွေမှန်ကန်သောအသည့်တရားတွေနဲ့အတွေ့အခေါ်ခံယူချက်တွေကိုပြောင်းလဲပြစ်မှပဲဖြစ်နိုင်ပေမည်ကျမလည်းကျမ်းမာရေးနဲ့လူမှုရေးပိုင်းအတွက်ကိုတွေးမိလေတိုင်းမှာစိတ်မောရလေသည်ကျမရဲ့ဘဝကိုပြန်လည်ဆန်းစစ်သောလူမမယ်တတ်သေးသောလူမှုရေးရာဘာမှသိမနာလေသေးသောအပိုင်း19နှစ်လူလောကနှင့်ကင်းကွာကယောဂဆိုရီလောင်းရိပ်မှာအကျဉ်းချနေသောနှစ်များ10နှစ်ကျမ်းမာရေးအတွက်ကို DDSA ကိုအပိုင်းခြားအဖြစ်စားသုံးနေခြင်း9နှစ်အားလုံးပေါင်းသော34နှစ်ဖြစ်သည်ထို34နှစ်မှလွန်မြောက်လာတော့လေကျမလူလောကမြေပြင်မှာမွေးဖွားတန်းစင်ခြင်းကိုမပြုရသည်လူလောကဝင်းစားစားမရင်ဆိုင်ရဲလေသောမိမိအယွန်းစိတ်ကတတိုင်းတထန်ဝေဒနာခံစားဖို့သည့်ဖြစ်ကိုပဲပြစ်မှုကျူးလွန်ထားသည့်ပမာအစင်လာဆွဲလန်းထားကမကြည်ပြူနိုင်ကြသေးသောဖဲ့ကျင်လိုကြသောပတ်ဝန်းကျင်လူမှုဆက်ဆံရေးကနေကဏ္ဍချထားလေသည်တတိုင်းကြီးရတထန်ဤသို့သောတတိုင်းနှစ်ထပ်ဖြင့်ဝင်းရံကချားနေသည့်ထဲမှာကျမရဲ့ဘဝသည်တရေတီရဆဲသာဖြစ်သည်ကျမအတွက်တော်၎င်းအလားတူအနာဝေဒနာရှင်များအတွက်တော်၎င်းဝင်းရံကာစီးနေသည့်တတိုင်းနှစ်ထပ်သည်ဝေဒနာရှင်တို့၏ကိုယ်တိုင်နှင့်ပြည်သူတို့၏မှန်ကန်စွာနှင့်နားလည်အပ်သောအသည့်တရားပေါ်မှာမိခိုရစ်သာလျင်ပြိုပြဲ၏ရှင်းလင်းနိုင်မည်ဝတ္ထုဆောင်မတို့ရှိတရားကျော်များရေးသားပြီးစီးခဲ့သောစာပေစုလေးစုကိုစုကူးခဲ့သောကျမ၏ကလောင်သည်လည်းအဆိုပါတတိုင်းနှစ်ထပ်ကိုဖြိုပြနိုင်ရန်စွမ်းဆောင်ထက်မြက်ပါမည်လုံးဤတန်တရားဖြစ်တာလေကျမ၏ခီးဝင်ကဘာကိုရနာရပါတော့မည်စိန်စိန်1980ပြည့်နှစ်အမျိုးသားစာပေပရိသတ်စုဂျပန်ဘာသာဖြင့်ပြန်ဆိုခဲ့ရသောခီးဝင်ကဘာစာအုပ်ကိုဖတ်ပြလို့ပြီးပါပြီရှင်လူသားဝါရဲ့တမတ်ဆန်လုံးနဲ့မကိုက်ညီ၍မနစ်လိုခြင်းရတာကိုခန်းစားနေရတဲ့လူပုဂ္ဂိုလ်အသီးသီးပေါ်မှာစာနာပါကြောင်းတရားကိုဤစာအုပ်ကနေတဆင့်ပြသလိုက်ရပါတယ်ရှင်